ဒီတော့အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အပြင်ကလူတွေတော့ဘယ်နှစ်ယောက်ရှိပြီလဲတော့မသိဘူးအခုကျွန်တော်တို့ဒီထဲမှာရှိတဲ့လူတွေနဲ့ပဲစားကြမယ် Okay so ဟို matrix ကတော့ဒီ download ဆွဲရမယ့် file တွေပေးထားပြီးပြီထင်တယ်နော်မိုင်းနဲ့မပြောတော့ပါဘူးကြားရတယ်မလားနောက်ကကြားလား Okay နော်အဲ့ဒါဆိုကျွန်တော်မိုင်းနဲ့မပြောတော့ဒီတိုင်းပဲပြောလိုက်တော့မယ်မိုင်းနဲ့ခုနကမိုက်ကြီးကပွဲနေလို့နော်အတန်နေဟိုဖြစ်နေလို့ Okay ဆိုတော့ကဲdownload ဆွဲရမယ့် file လေးတော့ဆွဲပြီးရင်ကျွန်တော်တို့မစခင်ပေါ့နော်အရင်ကျွန်တော်ကိုယ့်ဘာကိုမိတ်ဆက်လိုက်မယ်တော်တော်များများတော့သိကြပါပဲသိလို့လေ register လာလုပ်ကြတာဖြစ်မယ်ပေါ့နော်ကျွန်တော်ကတော့ concept view ပါကျွန်တော် the analyst perspective မှာ admin နေနဲ့data နဲ့ပတ်သက်တဲ့ sharing တွေလုပ်နေတယ်ပေါ့နော်ကျွန်တော် professional experience ကတော့အရင်တုန်းကကျွန်တော်ကengineer ဘွားကနေနောက် Coca-Cola မှာအလုပ်ရတယ်ပေါ့နော်အလုပ်ရပြီးတော့safety manager နဲ့လုပ်ခဲ့အဲ့မဲ့အဲ့ဒီအချိန်မှာအဲ့ဒီအလုပ်ထဲမှာဒီ Excel နဲ့ပတ်သက်လို့ကန်ရတယ် Power BI နဲ့ပတ်သက်လို့သုံးရတဲ့ project တွေကိုစီရောက်လာတယ်ရောက်လာတော့အဲ့ဒီ project တွေကိုလုံရင်းနဲ့ကိုကဒီ Power BI မှာဟိုပို့ပြီးတော့စိတ်ဝင်စားလာတယ်ပေါ့နော်ဒီလက်ရှိ manager safety အလုပ်တဲ့ဒီ Power BI ဘက် Excel နဲ့လုပ်ရတဲ့ data analysis ဘက်ကိုပို့ပြီးစိတ်ဝင်စားသွားတယ်အဲ့ဒါနဲ့အလုပ်ပြောင်းမယ်ဆိုပြီးတော့ကိုယ်တိုင် self study လုပ်ပြီးတော့အလုပ်ပြောင်းခဲ့တာပေါ့နော်ဆိုတော့အဲ့ဒါအခုဆိုရင်ကျွန်တော်တို့ဟိုကတော့ရှိသွားပြီကျွန်တော် data ဘက်ကိုပြောင်းတာ3နှစ်လောက်ရှိသွားပြီပေါ့နော်3နှစ်လောက်ရှိသွားပြီပြီးတော့အခုလက်ရှိတော့data analyst consultant အနေနဲ့ဒီ remote work လုပ်နေတယ် SBI ဆိုတဲ့ company တခုမှာလုပ်နေတယ်ပေါ့နော်ဆိုတော့ SBI ကIndo ဘက်က company ဒါပေမဲ့သူတို့ကဒီ data နဲ့ပတ်သက်တဲ့ consultant တွေပြီးတော့ professional တွေကိုစုပြီးတော့ဒီ corporate တွေမှာ data နဲ့ပတ်သက်လို့ဟိုproject လုပ်ဖို့လိုတယ်ဆိုရင်လိုက်ပြီးတော့ချပေးတဲ့ company မျိုးပေါ့နော်ဆိုတော့အဲ့ဒါမျိုးမှာလုပ်နေပါတယ်ပြီးတော့အခု Facebook မှာလည်း page ဆောင်ထားတယ်စာသင်တယ် sharing တွေလည်းလုပ်တယ်ပေါ့နော်ဟုတ် okay အဲ့တော့ကျွန်တော်တို့ဒီနေ့ရဲ့ presentation လေးကတော့ SQL နဲ့ပတ်သက် SQL ကိုသုံးပြီးတော့ဟိုလောက်ကြမယ် detective လောက်ကြနော် SQL ကိုသုံးပြီးတော့စုံနောက်လုပ်ကြမယ် supplement နဲ့မှလုပ်ကြမယ်ဆိုတော့ဒါဒီ presentation ဒီနေ့လောက်ရတဲ့ဟိုပါပေါ့ learning case study ပေါ့နော်ဒီ case study ရဲ့ရည်ရွယ်ချက်ကကျွန်တော်တို့ technical တွေမဟုတ်ဘဲနဲ့ technical tool တွေမဟုတ်ဘဲနဲ့ဒီ technical tool ကိုသိချင်းအပြင်ဒီ business မှာဘယ်လိုမျိုး impact လုပ်နိုင်တယ်လဲပေါ့နော်ဒါမျိုးလေးကိုကျွန်တော်တို့နားလည်ဖို့ရည်ရွယ်ထားတယ်ဆိုတော့ဒီနေ့တော့ difficulty ကတော့ကျွန်တော် intermediate လောက်တော့ဖြစ်သွားမယ်အဲ့တော့ SQL ကိုအခုတခါမှမရေးဘူးတဲ့လူရှိလဲဒီခန်းထဲမှာရှိရလက်တော့တယောက်ရှိတယ်နှစ်ယောက်โอเคဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့နည်းနည်း basic ကနေစလိုက်မယ်ပြီးတော့မှဒီဘက်ကိုသွားကြမယ်ပေါ့နော်โอเคအဲ့တော့ဒီ presentation ကိုမသွားခင်ဒါဆိုရင်ဒီ SQL ကိုခုမှသိကြတဲ့သူတွေအတွက် introduction ပြန်လုပ်လိုက်မယ်ဆိုတော့ SQL ဆိုတာဘာလဲဆိုတော့ okay အဲ့ဒါဆိုရင် SQL slide ပြန်ဖွင့်ရမယ်ခဏလေးနော်โอเคတော့ဒီကပြန်သွားမှရမယ်နော် what is SQL ပြန်သွားမှရမယ် what is SQL ဆိုတာ SQL လို့ခေါ်တယ် structured query language လို့ခေါ်ပါတယ် structured query language ဆိုတော့သူက coding language တခုဘာလို့ဖို့လဲဆိုတော့တဲ့ဒီ database တွေထဲမှာရှိတဲ့ data တွေကိုဆွဲထုတ်ဖို့ပြီးရင်ရလာတဲ့ data တွေကို manipulate လုပ်ဖို့သုံးရတဲ့ coding language ပေါ့တကယ်တော့ SQL ဆိုတာကျွန်တော်တို့coding language နဲ့လုပ်တယ်ဆိုပေမဲ့တကယ်တော့သူက Excel မှာလုပ်ခဲ့တဲ့ function တွေကျွန်တော်တို့ ਨੇ ရင်းနှီးပြီးသားလုပ်ငန်းဆောင်တာတွေပဲဥပမာ Excel မှာဆိုရင် filter လုပ်ချင်တယ်ဆိုရင် table ရဲ့ခေါင်းစဉ်မှာမြားလေးရှိရမလားအောက်မြားလေးထောက်ပြီးတော့ filter လုပ်လိုက်တယ်ဒါကကိုက click ထောက်ပြီးတော့လုပ်ရတယ်အတွက် graphical interface လို့ခေါ်တယ်အဲ့ဒါနဲ့လုပ်တာ SQL ကကြတော့အဲ့လိုမျိုးမြားထောက်ပြီးတော့ကိုလိုချင်တာကိုရွေးဆိုပြီးနှိပ်မယ်အစားကိုကစကားလုံးလေးတွေပေးပြီးတော့ဒီ data set တွေကဒီစကားလုံးနဲ့ညီရင် data ပေးပါဆိုပြီးတော့ရေးလိုက်တာဆိုတော့ click ထောက်ပြီးလုံးမယ်စာရေးပြီးလုပ်တာပဲကွာသွားတာပေါ့နော်အဲ့လိုရှိတယ် okay ဆိုတော့ဒါလေးနည်းနည်းကြော်လိုက်မယ်ဒါအဓိက point စီပေါ့နော် SQL ဆိုတာအင်္ဂလိပ်စာလိုပဲအင်္ဂလိပ်စာကကျွန်တော်တို့ကမ္ဘာလုံးမှာပြောဆိုဆက်ဆံလို့ရတယ်လို့ပဲ SQL ဆိုတာကလေဒီ data management system တွေနဲ့ကျွန်တော်တို့လူတွေရဲ့ကြားထဲမှာဆက်သွယ်ဖို့အသုံးပြုရတဲ့ language တစ်ခုဖြစ်တယ်ပေါ့နော်ဘာသာစကားတစ်ခုဖြစ်တယ်ဆိုတော့ဒီမှာ structure ဆိုတာလေးကိုကျွန်တော်အနီရောင်လေးလုပ်ထားတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ data မှာ structure data နဲ့ unstructured data ဆိုပြီးတော့ရှိတယ်။ SQL က structure data ကိုပဲကင်ပေးလို့ရတယ်။ဆိုတော့ structure data ဆိုတာကဘာလဲဆိုတော့ row တွေ column တွေအနေနဲ့ထည့်ထားတဲ့ data မျိုး
ဒီ data ကဒီ row ဒီ column မှာရှိပါတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးလှမ်းထောက်လို့ရတဲ့ data မျိုး structure data အဲ့လို data မျိုးကိုမှ SQL ကကင်ပေးလို့ရတယ် unstructured data ကကြတော့ဘယ်လိုလဲဆိုတော့မနက်ကဆရာတွေဆွေးနွေးသွားတဲ့ခွင်းနဲ့ကြောင်ပုံခွဲခိုင်းတဲ့ဟာမျိုးဓာတ်ပုံတို့နောက်ပြီးတော့အတန် file တို့ဒါမျိုးတွေကကြတော့ဒီ file တစ်ခုကိုဖွင့်လိုက်ပြီးရင်ဒီအတန် file ရဲ့ဥမာကျွန်တော်စကားပြောနေတဲ့အတန်ကဘယ် row ဘယ် column မှာရှိပါလဲလို့လှမ်းထောက်လို့မရဘူးသူအလုံးလိုက်ကြီးဖြစ်နေတဲ့ data အဲ့ဒါမျိုး unstructured data အဲ့ဒါမျိုးတော့ SQL ကင်ပေးလို့မရဘူးကျွန်တော်တို့ဒီမှာCSV file လိုမျိုး Excel file လိုမျိုးဒီ row ရဲ့ column ရဲ့လို့ table နဲ့ရှိတဲ့ data မျိုးတွေကို SQL ကင်ပေးလို့ရတယ်ပြီးတော့ကျွန်တော်တို့ Excel မှာဆိုရင်သိတာပါတယ် Excel ထဲမှာ row ကို million ကြီးလာပြီဆိုရင်အဲ့ Excel file ကြီးကဖွင့်တာနဲ့9မိနစ်လောက်ကြာနေတာမျိုးဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ SQL နဲ့ကင်တဲ့ခါကျတော့အဲ့ဒီ data တွေ million နဲ့ချီနေတဲ့ row တွေကိုကျွန်တော်တို့ efficient ဖြစ်ဖြစ်ကင်လို့ရတယ်အဲ့လိုရှိ okay ပြီးရင်ကျွန်တော်တို့နောက်ထပ်သိရမှာက SQL ထဲမှာ DDL နဲ့ DML ဆိုပြီးတော့ရှိတယ် DDL ဆိုတာက data definition language DML က data manipulation language အဲ့တော့ဒီနေ့ကျွန်တော်တို့လုပ်သွားမယ် presentation နဲ့ဒီနေ့ကျွန်တော်တို့လုပ်သွားမယ် exercise တွေမှာ DML ကိုပဲသုံးမယ် data manipulation language ကိုပဲသုံးအဲ့တော့ဒီနှစ်ခုရဲ့ကွာခြားချက်ကဘာလဲဆိုတော့ DDL က data engineer တွေသုံးတာကိုယ့်ရဲ့ data တွေကိုဘယ်လို table မှာထားမလဲ table မှာ column ဘယ်နှခုထားမလဲဒါမျိုးတွေဒီ column တစ်ခုချင်းစီရဲ့ data type ကဘာတွေလဲဆိုတော့ frame ချတာပေါ့နော် data တွေကိုထည့်ဖို့အတွက်ပြောရရင်ဒီလိုမျိုးကိုတောင်ထဲမှာစင်တွေ rack တွေစောက်တဲ့သဘောမျိုးသုံးရတဲ့ language အဲ့ဒီ language ကိုကျွန်တော်တို့ကတော့မလုပ်ဘူး DML ကိုပဲလုပ် DML ကကြတော့အဲ့ဒီကိုယ့်ရဲ့ကိုတောင်ထဲမှာပစ္စည်းတွေရှိနေပြီ data တွေရှိနေပြီအဲ့ဒီ data တွေကိုဘယ်လိုရွေးထုတ်မလဲပြီးရင်ဘယ်လိုစမ်းစစ်မလဲပေါ့နော်ဒါမျိုးတွေကိုလုပ်ကြမှာဖြစ်တယ် okay လောက်ဆိုရင်တော့ SQL ရဲ့သဘောတရားနဲ့ introduction ကတော့သိသွားပြီဆိုတာဆိုတော့ကျွန်တော်တို့ဒီနေ့အတွက်ကတော့ DML ကိုပဲအဓိကလုပ်ကြမယ် okay ဆိုတော့ဒါ SQL ရဲ့အရိုးရှင်းဆုံး syntax select ဒါဒီတစ်ပိုက်လုံးကိုကျွန်တော်တို့ကဟိုဟာတစ်ခုစာကြောင်းတစ်ကြောင်းလို့ယူဆတယ် statement တစ်ခုလို့ယူဆတယ်ပေါ့နော်ဆိုတော့ဒီထဲမှာအပိုင်းဘယ်နှပိုင်းရှိလဲဖြည့်ကြည့်မယ်နော် SQL သင်မှုတဲ့လူတွေမဖြည့်နဲ့မသင်မှုတဲ့လူတွေမေးမယ်ဟမ်ကြည့်ကြဖြည့်ပါနှစ်ပိုင်းလားနှစ်ပိုင်းရှိတယ်ဟုတ်ပြီရှားသူတွေရောဘယ်သူတွေဖြည့်နေသေးလဲโอเคအဲ့တော့အဖြေကဒီထဲမှာ၅ပိုင်းရှိတယ်၅ပိုင်းရှိရဆိုတာတကလုံးတစ်လုံးစီသင်္ကေတတစ်ခုချင်းစီရဲ့ SQL မှာအဓိပ္ပာယ်ရှိတယ် select star from table semicolon เนาะဒီဟာတစ်ပိုင်းချင်းစီကတစ်ပိုင်းစီအဓိပ္ပာယ်တက်ရောက်လဲဆိုတော့ select ကဘာလဲဆိုတော့ကို data ကိုဘာလုပ်မှာလဲဆိုပြီးတော့စပြီးကြေညာတယ်ဆိုတော့ select ကျွန်တော်တို့ဒီနေ့အကုန်လုံး select နဲ့ပဲကြည့်မယ် select မဟုတ်ဘဲနဲ့တခြားဘာ keyword တွေရှိသေးလဲဆိုတော့ SQL ထဲမှာdrop တို့ create တို့ရှိတယ် drop ဆိုတာကတော့ကိုယ်မှာရှိနေတဲ့ table ကြီးတစ်ခုလုံးဖြတ်ချတာ create ဆိုတာကတော့ table အသစ်လုပ်တာဒါတွေကခုနကတော့ပြောသလို frame စောက်တဲ့ language တွေအဲ့ဒါတွေမလုပ်ဘူးကျွန်တော်တို့ select ကိုပဲလုပ်မယ်ရှိတဲ့ data တွေကနေပဲပြန်ဆွဲထုတ်မယ်ပေါ့နော်အဲ့ဒါလုပ်မယ် okay ပြီးရင်ဒီဘက်မှာနောက်တစ်ပိုင်းက star ဆိုတာလေးရှိတယ် select ရဲ့အနောက်က star လေးကဘာလဲဆိုတော့ဘယ် column ကိုယူမှာလဲဆိုပြီးပြောတဲ့နေရာ star ကအားလုံးလို့အဓိပ္ပာယ်ရတယ်ကို data ထဲမှာရှိသမျှ column ကိုထုတ်မယ်လို့အဓိပ္ပာယ်ရတယ်ကိုကအဲ့လိုမျိုးမဟုတ်ဘဲနဲ့ column တစ်ခုစီကိုပဲရွေးထုတ်ခြင်းလဲဆိုရင် column ခေါင်းစဉ်လေးတွေကိုဒီနေရာမှာထည့်ပေးရတယ်ပြီးရင် from ကကြတော့ဘယ် table ကနေယူမလဲဆိုပြီးတော့ from ကိုရေးပေးရတယ်ပြီးရင်အနောက်ကနေ table နာမည်ပြီးရင် semicolon ကတော့ဒီ sentence ကြီးပြီးပါပြီ SQL မှာဒီ၅ပိုင်းလုံးကိုပေါင်းပြီးတော့အလုပ်လုပ်လို့ရပါပြီဆိုပြီးတော့ပြောလိုက်တာဆိုတော့အဲ့ဒီ semicolon မပါရင် SQL ကမပြီးမှမသိပဲနဲ့ဒီအောက်ကဆက်ရေးတာတွေကိုသူကဆက်ပြီးဖတ်နေတော့မှာ semicolon ဖြတ်လိုက်ပြီဆိုတာနဲ့ English စာမှာ full stop ချလိုက်တယ်လို့ပဲစာကြောင်းတစ်ကြောင်းပြီးသွားပြီလို့ကျွန်တော်တို့အဓိပ္ပာယ်ရသွားတယ်ပေါ့နော်အဲ့လိုရှိတယ်ဆိုတော့1 2 3 4 5 5ခုရှိတယ်เนาะအပိုင်း5ပိုင်းရှိတယ် okay ဒါဒီကြော်လိုက်မယ်ဒါကကျွန်တော်ပြောပြသွားတဲ့အကြောင်းလေးပဲအင်္ဂလိပ်လိုရေးထားတာဆိုတော့ကြော်လိုက်မယ်ဟုတ်ပြီပြီးရင် SQL မှာသုံးပြရမယ့် keywords တွေဒါတွေကတော့ကျွန်တော်ဟိုဘက်ကိုဆက်သွားလိုက်မယ်ကျွန်တော်ရဲ့ slide တကယ်မူရင်း slide ကိုပြန်သွားလိုက် okay ဒီနေ့ကျွန်တော်တို့လုပ်ကြမယ် SQL detective ဆိုတဲ့ကိစ္စကနော် SQL ကိုသုံးပြီးတော့ကျွန်တော်တို့စုံစမ်းထောက်လှမ်းရေးတွေလုပ်ကြမှာဖြစ်ပါတယ် okay ဆိုstory လေးတစ်ခုနဲ့စလိုက်မယ်ပေါ့နော် story လေးတစ်ခုနဲ့စလိုက်မယ်ဒီနေ့ဒီမှာကျွန်တော်တို့ရဲ့ရုံးက CFO ကြီးอ่ะ CFO ကြီးစာလန်းပို့တယ်အားကျန်ဖြစ်နေတယ်တဲ့မင်းတို့တွေ quarter 3မှာ profit တွေပျောက်နေတယ်ဟဲ့လား
အမြတ်တွေပြောင်းနေတယ် finance ကပြောတယ် number တွေမကိုက်ဘူးတဲ့ဒါ data analyst တွေအများနဲ့ကြောင်းမဲ့ကိစ္စ number တွေမကိုက်ဘူးရှာပေးပါအောင်ဆိုတဲ့ကိစ္စเนาะအဲ့ဒီကိစ္စကိုကျွန်တော်တို့ဒီနေ့ SQL အသုံးပြုပြီးတော့ရှာကြမှာအဲ့ဒီသုံးသွားမယ်ကျွန်တော်တို့ဒီနေ့လုပ်သွားမယ် case study ကိုအောက်မှာ case လေး3ခုပိုင်းထားတယ်တစ်ခုကတော့ phantom orders နောက်တစ်ခုက invisible revenue နဲ့နောက်တစ်ခုက straight jump products ဆိုပြီးတော့ခေါင်းစဉ်လေးတွေနဲ့သွားကြမယ်အဲ့တော့ phantom order ဆိုတာကပြောရရင်ဟိုတရေ order တွေပေါ့နော် order တွေဒါပေမဲ့ဘယ်ကနေလာလို့လာမှမသိဖြစ်နေတာတွေနောက်တစ်ခုက invisible revenue ဆိုတာ revenue ကရှိတော့ရှိတယ်ရှာမတွေ့တဲ့ဟာတွေပြီးရင် stranger product ဆိုတာကလည်းကိုနဲ့မသိတဲ့ product တွေရောက်နေတာတွေပေါ့နော်ဆိုတော့ဒါမျိုးတွေကိုကျွန်တော်တို့ SQL သုံးပြုပြီးဘယ်လိုမျိုးရေးကြမလဲဆိုတာလေးလုပ်ကြတာပေါ့ okay ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ exercise တွေဘာမှမလုပ်ခင်အရင်ဆုံးသွားမယ် flow လေးပြပြဆိုတော့ခုနကပြောခဲ့တဲ့ case 3ခုရှိတယ်အဲ့ဒီ case 3ခုလုံးမှာပထမ case ကမဟုတ် sorry case တစ်ခုစီမှာဒီ3ခုလုံးကိုလုပ်ရမယ်ပထမတစ်ခုက read the clue ကျွန်တော်တို့ evidence ပေးထားမယ်ပြောရင်စုံတော့တွေလိုမျိုးဟိုဟာရှာကြမယ်သိလွန်စာတွေရှာကြသိလွန်စာတွေပေးထားမယ်အဲ့ဒါလေးတွေဖတ်ရမယ်ဖတ်ပြီးရင်အဲ့ဒီထဲမှာဘာကို investigate လုပ်ရမလဲဘာတွေက suspicious ဖြစ်နေရလဲဆိုတာလေးပါတယ်အဲ့ဒါလေးတွေမှန်းပြီးတော့ဖတ်ကြမယ်ဖတ်ပြီးသွားရင်ဘယ်လို query run လဲဆိုပြီးတော့လေအဖြေကိုပေးထားမယ် slide ထဲမှာဆိုတော့ slide ကို download ဆွဲထားတဲ့သူတွေဆိုရင်အဖြေကတိနေပြီတည်းဖြစ်လိမ့်မယ်ဒါပေမဲ့အဲ့ဒီအဖြေစီကိုကျွန်တော်တို့ချက်ချင်းမရေးဘူးတဖြည်းဖြည်းချင်းသွားမယ်ဒီအဖြေရအောင်လို့တစ်ဆင့်ပြီးတစ်ဆင့်ဘယ်လိုရေးရမလဲဆိုတာလေးတွေရေးသွားကြအောင်တူတူရေးမယ်အဲ့ဒါပြီးတော့မှနောက်ဆုံး crack the case ဒီ query ကနေထွက်လာတဲ့ result ကြောင့်မလို့ဘာတွေတွေ့ရှိခဲ့ပါတယ်ဆိုပြီးတော့တွေ့ရှိချက်လေးတွေကိုပြန်ပြီးကြည့်ကြမယ်ကိုရေးလိုက်တာနဲ့ကျွန်တော်တို့ဒီထဲ slide ထဲမှာရှိတဲ့တွေ့ရှိချက်နဲ့မှန်ရလားတူရလားဆိုတာမျိုးလုပ်ကြမယ်ပေါ့နော် okay ဆိုတော့ဒီမှာ SQL ရဲ့ toolkit ပေးထားမယ်ကျွန်တော်တို့သုံးရမယ့်စကားလုံးတွေသုံးရမယ့်ကိုယ့်ရဲ့ဟိုပါပေါ့နော်ကိရိယာတစားပလာကြီးကျွန်တော်တို့စုံတော့လုပ်မဲ့ကိရိယာတစားပလာကြီးပေးထားမယ်အဲ့ဒါတွေကခုနပြောသွားတဲ့ select from ပြီးရင် where distinct ဆိုတဲ့ဒီစကားလုံးတွေနဲ့သုံးကြမယ်เนาะအဲ့ဒါပြီးရင်ကျွန်တော်တို့ဒီဘက်မှာထပ်ပြီးတော့ count sum group by order by is now having ဆိုတော့ဒီ keywords တွေအကုန်လုံးကိုတဖြည်းဖြည်းချင်းပေါင်းဆက်ပြီးသုံးနိုင်အောင်လို့သုံးသွားမယ်သုံးသွားပြီးတော့ဒါတွေအကုန်လုံးပေါင်းဆက်လိုက်ရင်ဘယ်လို result တွေထုတ်လို့ရမလဲဆိုတာလေးတွေ try ကြည့်ကြတာပေါ့เนาะ okay ဆိုတော့ဒီထဲမှာနည်းနည်းလေးလွယ်တာပဲလဲပါမယ်နည်းနည်း intermediate ဖြစ်တာလဲပါမယ်အကယ်၍အချိန်ကြည့်ပြီးတော့အချိန်လောက်တယ်ဆိုရင်တော့နည်းနည်းထပ်ပြီးတော့ advanced ဖြစ်တဲ့words လေးတွေပါထည့်သွားမယ်เนาะဒါကတော့အချိန်ချင်းလေးရတော့လုပ်သွားမယ်ပေါ့နော် okay ဆိုတော့ဒါတွေဘာမှမရေးခင်ကျွန်တော်တို့ SQL ကိုအခုမှရေးမဲ့သူတွေအနေနဲ့ဒီဘက်ကဒါတွေကိုဖတ်ပြီးတော့ဘာတွေဖြစ်နေတာလဲဆိုပြီးတော့တွေးကျင်လဲတွေးနေကြမယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်အရင်ဆုံးအလေးချင်းရသွားအောင်လို့အတူတူလိုက်ပြီးတော့စရရေးကြနော်ဆိုတော့ဟိုရဲ့ဟိုဟာလေးမှာကွန်ပျူတာထဲမှာ browser ဖွင့်လိုက်ပါ browser မှာကျွန်တော်တို့ SQLite online ဆိုတဲ့ website လေးကိုဝင်ကြမယ်โอเคဆိုတော့ဒီမှာမြင်ရမယ်တင်နေနော်ဆိုတော့ဒီ website SQL IDE SQLiteonline.com ဆိုတဲ့ website လေးဒီတော့အကုန်လုံးဖွင့်ပြီးကြပြီးရောက်ပြီဆိုရင်ပြောပါ
ဟေးရကြမလားရပြီရလားဟိုအနောက်ကမြန်မာနေရာကိုကွန်ပျူတာအဲ့လိုတင်သုံးရအဆင်မပြေရင်ဒီမှာနေရာလေးတွေရှိသေးတယ်နော်ခုံလေးတွေရှိတယ်လာကျင်လာလို့ရတယ်โอเคဆိုတော့ဖွင့်ပြကြပြီလားမှာ Wi-Fi ချိန်နေကြတဲ့တွေရှိသေးတယ်โอเคဖွင့်ပြကြပြီဆိုရင်ကျွန်တော်တို့ဒီမှာ folder ဖွင့်လို့ရတဲ့နေရာလေးရှိတယ် open folder လေးနော်ဆိုတော့အဲ့ဒီ open DB ဆိုတဲ့ဟာလေးကိုရွေးပြီးတော့ကျွန်တော် download ဆွဲခိုင်းထားတဲ့ဒီမှာ SQL Detective Workshop ဆိုတဲ့ database file လေးကိုရွေးပြီး open လုပ်ပေးလိုက်အဲ့ဒါဆိုရင်ဒီဘက်မှာကျွန်တော်တို့ table 3ခုကြာလာလိမ့်မယ် order ရယ် customer ရယ် product ရယ်ဆိုပြီးတော့ table ဟုတ်ဒီ open လုပ်တဲ့ဟာလေး file open နော်အဲ့ဒါလေးဝင်ပြီးရင်ကို download ဆွဲထားတဲ့ DB file ရှိတယ် DB file လေးကိုရွေးပေးလိုက်ဒီမှာဆိုကျွန်တော်တို့ဒီမှာ DB file လေးရှိတယ်နော်အဲ့ဒါလေးရွေးပေးလိုက်ရโอเคဆိုတော့ဒီထိရပြီဆိုရင်ကျွန်တော်တို့ဒီမှာဘယ်ဘက်မှာကိုယ့်ရဲ့ table ရဲ့ခေါင်းစဉ်တွေကိုဖွင့်ကြည့်လို့ရတယ်နော်table ထဲမှာရှိနေတဲ့ column နာမည်โอเคအဲ့တော့ဒီမှာ column နာမည် product ဆိုရင် product အောက်မှာဒီလိုရှိမယ် order ဆိုရင် order အောက်မှာဒီလိုရှိမယ် customer အောက်မှာဒီလိုရှိနော်ဒီလိုရှိโอเคဟုတ်ပြီဆိုတော့ဒီအထိတော့ရောက်လာပြီနည်းနည်းထပ်မေးရအောင်နည်းနည်းထပ်မေးရအောင်ဆိုတာကဟို Power BI မှာ Power BI မှာပဲအခု Power BI ကိုလုပ်ဘူးတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်တခြားဒီတင်မှုတဲ့လူတွေပဲဖြစ် data model အကြောင်းတင်မှုကြတာ data model တင်မှုလေနော်သိကြရလို့ရှိတယ်โอเคလားโอเคဆိုတော့ data model ဆိုတာက relational data model ဆိုတာဘာလဲရှင်းပြနိုင်တယ်လို့ရှိတာတရားလိုက်80%မှန်တယ်ဟုတ်table နှစ်ခုလုံးက primary key တွေချိန်လို့မရဘူးတစ်ဖက်က foreign key ဖြစ်ရမယ်တစ်ဖက်က primary key ဖြစ်ရမယ်เนาะအဲ့လိုလမ်းချိန်တယ်ဆိုတော့အဲ့လိုမျိုးချိန်တဲ့ပုံစံဆိုတော့တချို့တွေဘာတွေပြောနေလို့ပြောနေမှမသိဘူးဖြစ်လိမ့်မယ်ခဏလေးကျွန်တော်တခုလုပ်ပြပါမယ်ဆိုတော့အခုဒီမှာဆိုရင်ကျွန်တော်တို့ table 3ခုမြင်ရမယ်ဒါပေမဲ့အဲ့ဒီ table 3ခုကိုကျွန်တော်တို့က data model ထဲမှာဟောကြားတယ်ဒါပဲအကောင်းဆုံး table 3ခုကို data model ထဲမှာချိန်ထားလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒါပါတော့ဒီမှာဆိုရင်ခုနက order ရှိမယ်product ရှိမယ် customer ရှိမယ်ပေါ့နော်အဲ့တော့ဒီလို table 3ခုရှိအဲ့တော့ဒီ table 3ခုကတစ်ခုနဲ့တစ်ခုဘာမှ relationship မရှိဘူး relational data model မဟုတ်ဘူးဆိုရင်သူ့ table နဲ့သူပဲနေဒါပေမဲ့ဟို brother ပြောပြသွားသလို table တစ်ခုနဲ့တစ်ခုကိုကျွန်တော်တို့က relationship တွေချိန်လိုက်ပြီဆိုရင်ဟုတ်လားဘယ်လို relationship တွေချိန်လိုက်ပြီဆိုရင်အဲ့ဒီ table 3ခုက table အကျယ်ကြီးတစ်ခုအနေနဲ့ပူးပေါင်းပြီးတော့သုံးလို့ရတော့ဆိုတော့ဥပမာကျွန်တော်တို့ဒီမှာ product order ဆိုတဲ့ table ရှိဒါပေမဲ့ဒီ order ဆိုတဲ့ table ထဲမှာ product နဲ့ပတ်သက်တဲ့ data တွေမရှိ product ရဲ့နာမည် category တွေဒီ order ဆိုတဲ့ table ထဲမှာမရှိဒါပေမဲ့ဒီ order table နဲ့ဒီ product table နဲ့ကိုကျွန်တော်တို့ဒီမှာ product ID ဆိုတဲ့ column လေးနဲ့လှမ်းပြီးတော့
relationship ချိန်လိုက်တဲ့အခါဒီလိုမျိုးချိန်ပေးလိုက်တဲ့အခါကျတော့ဒီ table နှစ်ခုကတွဲတဲ့လို့ဖြစ်သွားတယ်တွဲတဲ့လို့ဖြစ်ပြီးတော့ဒီဘက်ကတန်ဖိုးတွေနဲ့ဒီဘက်ကနာမည်တွေနဲ့ကိုလမ်းချိန်ပြီးသုံးလို့ရတာမျိုးဖြစ်သွားတယ်အဲ့တော့ဒါမျိုးလေးဒါကိုဟိုအခြေခံအဖြစ်နားလည်ထားတယ်ဆိုရင်ကျွန်တော်တို့ SQL မှာဘယ်လိုဒီ table တွေကိုတွဲဆက်ပြီးသုံးလို့ရမလဲဆိုတာသိသွားအောင် Okay ဆိုတော့အခုဒီအဆင့်ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ SQL ရဲ့အရိုးချင်းဆုံး syntax ကနေစပြီးတော့ရေးကြည့်ကြမယ်เนาะအရိုးချင်းဆုံး syntax ကဘာလဲဆိုတော့ table ထဲမှာရှိတဲ့ data ကိုအကုန်လုံးဆွဲထုတ်တာရှိသမျှ data ပေးပါဆိုပြောတာအဲ့ဒါကဘာလို့စမလဲဆိုတော့ select all from ဒီနေရာမှာ table name ခုနကပြောခဲ့တဲ့အပိုင်း၅ပိုင်းမှာ table ရဲ့နာမည် table ရဲ့နာမည်ဆိုတော့ order ဆိုတဲ့ table ကနေကျွန်တော်တို့ဆွဲကြမယ် order ဒါလေးလိုက်ရေးကြည့်နော်ပြီးရင်ဒီစာကြောင်းပြီးပါပြီဆိုပြီး semi colon လေးဖြတ်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီကောင်ကို run နဲ့နီးနှစ်မျိုးရှိတယ်ရှိတဲ့စာကို run ကျင်တဲ့စာလေးကိုပဲ select လုပ်ပြီးတော့အပေါ်ကနေ run ဆိုပြီးနှိပ်လိုက်ရင်လေအောက်မှာအဖြေထွက်လာဟုတ်လားအဲ့လိုမဟုတ်ဘဲနဲ့ဒီ semi colon အနောက်မှာထောက်ပြီးတော့ shift enter နဲ့ run ကျင်လည်းရအဲဒါဆိုတော့ဒါ shortcut နေတယ်ပေါ့နော် shift enter နဲ့ run မြန်တာပေါ့โอเคအဲ့လို run လိုက်တော့ဘာရလာလဲဆိုတော့ကျွန်တော်တို့ order table ထဲမှာရှိသမျှ data တွေအကုန်လုံးဒီအောက်မှာကျွန်တော်တို့ result လေးတစ်ခုအနေနဲ့ထွက်လာเนาะမရဘူးဘယ်စိတ်မှကြံခဲ့လဲဟုတ်ဒီမိုပဲပေါ်နေတယ်ဟိုဒီဟာတက်လိုက်သေးလားဒီ OpenDB OpenDB ဖွင့်ပြီးတော့ကျွန်တော်တို့ဟိုဟာလေ download ဆွဲခိုင်းထားတဲ့ DB file လေးအဲ့ဒါလေးတင်ပေးလိုက်သေးလားဟုတ်အဲ့ဒါလေးတင်ကြည့်လိုက်ပါနော်ရတာရပြီနော်โอเคဖြည်းဖြည်းပေါ့ကျွန်တော်တို့ရေးတတ်တဲ့လူတွေကတော့ပေးစစ်တွေပြန်တင်နေတယ်ဖြစ်ဦးပဲဒါနော်โอเคဆိုတော့ဒီကာက SQL ရဲ့အရှင်းဆုံး syntax ပဲ select all from orders order ဆိုတဲ့ table မှာရှိသမျှ column အားလုံးကိုရွေးထုတ်ပေးပါဆိုပြီးတော့ခိုင်းလိုက်တယ်ခိုင်းလိုက်တော့ order ဆိုတဲ့ table မှာရှိသမျှ column ကိုအောက်မှာ result အနေနဲ့ပြန်ထွက်လာဟုတ်ပြီနော်ဆိုတော့ဒီအဆင့်ရပြီဆိုရင်ဒါ SQL ကိုစပြီးရေးပြီးသွားပြီစာခြေတလန်းစပြီးလို့ပြောလို့ရတယ် okay ဆိုတော့အဲ့ဒါပြီးရင်ကျွန်တော်တို့ကဒီ table ထဲမှာထားပါတော့ status အကုန်လုံးကတော့ complete ဖြစ်နေတယ်ဆိုတော့ region ကိုသွားရအောင် region မှာကျွန်တော်တို့ east region က result တွေကိုပဲလိုချင်တယ်ဆိုပြီးတော့ filter လုပ်ချင်တယ်ထားပါတော့ဆိုတော့ Excel ထဲမှာဆိုရင်ကကျွန်တော် region ရဲ့ဘေးနားမှာမြလေးရှိနေတယ်ဟုတ်လား filter လုပ်တယ်မြလေးအဲ့ဒါလေးထောက်ပြီးတော့ select all ကိုဖြုတ် east ကိုအမှန်ကြည့်ပြီး okay ပေးလိုက်ရင်ထောက်သွားမယ်ဆိုတော့အဲ့ဒီအဆင့်တွေကို mouse နဲ့ click မယ်အစားကျွန်တော်တို့ SQL ထဲမှာဘာလို့ရေးလို့ရတယ်လဲဆိုတော့ဒီကနေပြန်ဖြတ်မယ် order ရဲ့နောက်ကနေပြန်ဖြတ်လိုက်မယ်ပြီးရင် where ဆိုပြီးထည့်ပေးရတယ်နော်ပွဲဆိုတာကကြတော့ကိုယ့်ရဲ့ data ထဲမှာအဲ့ဒီပွဲနဲ့အနောက်ကပေးလိုက်တဲ့ condition နဲ့ညီသော data များကိုပေးပါလို့ပြောတာ okay အဲ့တော့ဒီနေရာမှာပွဲ column ရဲ့နာမည်ပေးရမယ် region ဆိုတဲ့ column ပြီး is ဖြစ်သော data များကိုပေးပါလို့ပြောချင်တဲ့အတွက် region equals to အဲ့မဲ့ is ဆိုပြီးဒီလိုရေးလို့မရ okay ဘာလို့လဲဆိုတော့ Excel မှာပဲဖြစ်ဖြစ် DAX မှာပဲဖြစ်ဖြစ် SQL မှာပဲဖြစ်ဖြစ်ကျွန်တော်တို့က text နဲ့ပတ်သက်တဲ့ data ကို condition ပေးချင်တယ်ဆိုရင် text ကို double quote ထဲကိုထည့်ပေးရတယ်အဲ့ဒီတော့ is ကိုဒီလိုလေးထည့်ပေးရတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ Excel မှာတို့တချို့တနေရာနဲ့တနေရာမတူဘူးတချို့က double quote ခိုင်းတယ်တချို့က single quote ထားတယ်ဆိုတော့ဒီမှာဆိုရင် single quote နဲ့ထည့်ပေးရโอเคဆိုတော့ဒါဆိုနှစ်ဆင့်ရသွားပြီကျွန်တော် select all ဘာမှ filter မလုပ်ပဲဆွဲတာရေ filter လုပ်ပြီးဆွဲတာเนาะဆိုတော့ filter လုပ်တာကြတော့ region ဆိုတဲ့ column ကို is နဲ့ညီတော့ကပေးပါဆိုပြီး filter လုပ်ပြီးဆွဲတာဖြစ်သွားမှာโอเคအဲ့ဒါပြီးရင်ကဲနည်းနည်းလေးနောက်တစ်ဆင့်တက်ရအောင်နောက်တစ်ဆင့်ကဘာလဲဆိုတော့အဲ့ဒီ is ဆိုတဲ့ region မှာရှိသမျှ
ဟိုဟာဒီ quantity တွေအကုန်လုံးကိုပေါင်းချင်တယ်ဆိုတော့ sum ဆိုတဲ့ function ကိုစပြီးတော့သုံးလို့ရတယ်ဆိုတော့ select ဒီနေရာမှာ region ထည့်ပေးမယ်ရှေ့ရတယ် region comma sum quantity နော်အောက်က filter ကတော့ဒီတိုင်းလေးထားခဲ့မယ်ထားခဲ့ပြီးရင်ကျွန်တော်တို့ sequence မှာတခုသတိထားရမယ့်ကိစ္စကဒီနေရာမှာ sum တို့ minimum တို့ maximum တို့ဆိုတဲ့key function တွေအဲ့ဒီ function တွေက aggregation function လို့ခေါ်တယ် aggregation ဆိုတာဒီ data အတွဲလိုက်ကြီးရှည်လိုက်ကြီးဖြစ်နေတဲ့ data တွေကိုပေါင်းချပြတာဒါမှမဟုတ် average လုပ်ပြတာတန်ဖိုးတစ်မျိုးတည်းဖြစ်သွားအောင်လုပ်လိုက်ခြင်း aggregation လုပ်တယ်လို့ခေါ်တာဟုတ်ဆိုတော့အဲ့လိုမျိုး aggregate လုပ်ပြီးဆိုရင် aggregate ရဲ့ရှေ့မှာဘာမှမပါဘဲနဲ့ aggregate လုပ်တယ်ဆိုရင်ကိစ္စမရှိဘူးเนาะဒါပေမဲ့ aggregate ရဲ့ရှေ့မှာကိုသူနဲ့တွဲကြည့်ခြင်းတဲ့တန်ဖိုးလေးကိုထည့်ပြီးတော့ aggregate လုပ်မယ်ဆိုရင်အဲ့ဒီတန်ဖိုးကိုကျွန်တော်တို့အောက်မှာ group by ဆိုပြီးပြန်ထည့်ပေးရတယ်တော့အဲ့လို group by မထည့်ရင်ဘာဖြစ်မလဲဆိုတော့ပြီးရင်ပြောပြမယ်အခုတော့ဒီတိုင်းရေးကြည့်ရေးပြီးတော့ shift enter run ကြည့်အောင်โอเคပြီးရင်ကျွန်တော်တို့ဒီမှာတွေ့မယ် east region မှာ quantity 29ခုကြောင်းထားပါတယ်ဆိုပြီးတော့ဖြည့်ထွက်လာမယ်ဒါ east မှာရှိသမျှ quantity တွေကိုပေါင်းချလိုက်တာအဲ့ exam မှာဆိုရင်ဒီကဘာနဲ့တော့တူလဲဆို pivot table နဲ့တူကျွန်တော်တို့ data table ကြီးကို insert pivot ဆိုပြီးတော့ပြီးရင် region ထက် sum value ထက်အဲ့လိုထည့်လိုက်တာ ਨੇ တူတူပဲ okay ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီပွဲလေးကိုခဏဖြတ်ကြည့်အောင်ပွဲကိုဖြတ်ပြီးတော့ရေးစီအဲ့ဒါဘာဖြစ်သွားလဲဆိုတော့ကို data ကို filter မလုပ်တော့ဘဲနဲ့ရှိသမျှ region တစ်ခုစီအတွက် quantity တွေပေါင်းပေးသွားမှာဖြစ်သွားမှာနော်ဆိုတော့အဲ့ဒါက group by ပါထားလို့ဆိုတော့ group by ကိုပါဖြတ်ချလိုက်မယ်ဆိုရင်တဲ့ဘာထွက်လာလဲဆိုတော့မဟုတ်တဲ့ equation ကြီးထွက်လာတယ်မဟုတ်တဲ့ number ကြီးထွက်လာဟဲ့လားဆိုတော့ခုနက not ကnot ကဟိုပါပဲရှိတာ34ပဲရှိတာဆိုတော့အခု group by လေးဖြုတ်လိုက်ရောသူကရှိသမျှ data တွေအကုန်ပေါင်းပြီးတော့တွေ့ရ region နဲ့ကောက်တွဲပေးလိုက်တယ်เนาะဆိုတော့အဲ့ဒါကြောင့်မလို့ဒါ group by မေ့လို့မရဘူးအပေါ်မှာဒီလို aggregate လုပ်တယ် aggregate လုပ်ပြီးသူနဲ့တွဲကြည့်တဲ့ဘေးနားမှာ dimension တစ်ခုတွဲကြည့်တယ် category တစ်ခုတွဲကြည့်တယ်ဆိုတိုင်းအောက်မှာ group by ထည့်ပေးရเนาะ group by အဲ့ဒီတွဲထားတဲ့ category ထည့်ပေးရဒီမှာ category ကတစ်မျိုးမဟုတ်နှစ်မျိုးတွဲတယ်ဆိုလဲနှစ်မျိုးထည့်ပေးရမယ်เนาะလို့မျိုးရှိโอเคဟုတ်ပြီပြန်သွားကြရအောင်ဆိုတော့ခုနတုန်းကကြတော့ကျွန်တော်တို့က east region ကိုလိုချင်တဲ့အတွက်ဒီနေရာမှာပွဲ region equal to east ဆိုပြီးတော့ပေးခဲ့ကြတယ်ဟုတ်တယ်မလား region ဒီ east နဲ့ညီတော့အခါဖြည့်ထုတ်ပေးပါဆိုပြီးပေးခဲ့ကြတယ်အကယ်၍များအဲ့ဒီ region equal to east မဟုတ်ပဲနဲ့ဒီ quantity တွေပေါင်းထားတဲ့ quantity တွေပေါင်းထားတဲ့ quantity တွေကကျွန်တော်တို့30ထက်များတဲ့ quantity တွေကိုပဲလိုချင်ပါတယ်ဆိုရင်ဘယ်လို filter ခံရမယ်ထင်လဲသိတဲ့လူတွေမပြောနဲ့ဖြေရ having ဟုတ်တယ် having နဲ့ခံရတယ်ဘာလို့လဲဆိုတော့ဒီအဲ့ဒီ keyword နှစ်ခုရဲ့ကွာခြားချက်ကိုပြောပြလိုက်မယ်နော်ဆိုတော့ဒီမှာပွဲရယ် having ရယ်ဆိုပြီးတော့ keyword နှစ်ခုရှိတယ်နှစ်ခုလုံးကတော့ filter ခံတဲ့ keyword တွေပဲနော်ဒါလေးမှတ်ထားမယ်ဒါပေမဲ့ပွဲကကြတော့ဘာကို filter ခံပေးလဲဆိုတော့ပွဲကဒီဘက်ဘေးမှာရှိတဲ့ table ကြီးတစ်ခုလုံးကို filter ခံပေးတယ်တော့ခုနလိုကိုယ့်ရဲ့ table တွေကနေ east ဖြစ်တော့တန်ဖိုးများကိုသာပေးပါဆိုရင်ပွဲ300 having ကကြတော့အခုဆိုရင်ကျွန်တော်တို့ကအခုထုတ်လိုက်တဲ့ data ကဒီဘက် product ထဲမှာမရှိဘူးဟုတ်ပါဘူး order ထဲမှာမရှိဘူးဟုတ်လား order ထဲမှာကတစ်ကြောင်းချင်းစီ quantity တစ်ကြောင်းချင်းစီပဲရှိတာ east က29 north က34ဆိုတဲ့ data ကဒီ order ထဲမှာမရှိဘူးဆိုတော့အဲ့လိုမျိုးဒီကိုယ့်ရဲ့မူရင်း table ထဲမှာမရှိဘဲနဲ့ကိုကဒီဘက်မှာ formula သုံးပြီးထွက်လာတဲ့ကနန်း
ထွက်လာတဲ့တန်ဖိုးအဲ့ဒီထွက်လာတဲ့တန်ဖိုးကို filter ပြန်ခံခြင်းလဲဆိုရင်ထွက်လာတဲ့တန်ဖိုးကိုပြန်ရွေးခြင်းလဲဆိုရင် heaven သုံးရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ try ကြည့်အောင် group by ရဲ့အောက်ကနေ heaven လေးပြန်ချမယ် heaven ပြီးရင်ကိုလိုချင်တဲ့ column ရဲ့နာမည်ကဘာလဲဆိုတော့ sum quantity sum of quantity ပြီး greater than 30ထက်များသောအခါအဖြေထုတ်ပေးပါဆိုပြီးတော့ run လိုက်မယ်ဒါဆိုရင် not ရဲ့စောက်ရဲ့ quantity က30ထက်များတဲ့ဟာလေးတွေကြီးပဲထွက်လာတော့နော်โอเคဒါဆိုရင်အခုသုံးသွားတဲ့ keywords လေးပြန်ပြီး summarize ပြန်ချုပ် select from ကတော့သိပြီးရင် select from ဆိုတာ select ပြီးရင် column နာမည်ယူ from ဘယ် table ရလဲယူမယ် aggregate လုပ်ပြီး group by ထည့်ရမယ်ဒီဘက်ကမူရင်း table ကို filter လုပ်ချင်ရင် where သုံးကို aggregate လုပ်လို့ရလာတဲ့ကဏ္ဍကို filter လုပ်ချင်ရင် heaven သုံးပါโอเคအဲ့ဒါရပြီဆိုရင်ဒီဘက်ပြန်သွားရအောင်ကျွန်တော်တို့ case 1ကိုသွားရ okay case 1ကလေကိစ္စကဘာလဲဆိုတော့ system ထဲမှာ order 60 process လုပ်ပေးလိုက်တယ်ဒါပေမဲ့ finance ကတော့ order 50ပဲသူတို့လက်ထဲရောက်လာတယ်တဲ့ဒါဆိုရင်ဓာတ်ထဲမှာဘာဖြစ်သွားလဲပေါ့နော်ဘာပြောက်သွားတဲ့တဲ့ဆိုတော့ပြောချင်ဖြစ်ချင်တာကဘာဖြစ်နေလဲဆိုတော့တဲ့ maybe တချို့ order တွေကနှစ်ခါထပ်ပြီးတော့ order ID တွေထပ်နေတာဖြစ်သွားနိုင်တယ်ပေါ့နော်ဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့ရဲ့ evidence ကဘာလဲဆိုတော့ဒီ order table ထဲမှာသွားကြည့်ကြမယ် order table ထဲမှာဒီလိုမျိုးတွေဖြစ်နေသလားနှစ်ခါထပ်နေတာတွေတွေ့ရမယ်အဲ့ဒီနှစ်ခါထပ်နေတဲ့ကောင်တွေကိုစစ်ထုတ်ဖို့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့ query button လေးကိုရေးကြည့်ကြ okay ဆိုတော့အရင်ဆုံးကျွန်တော်တို့ order table ကိုအရင်ခုနလို select all ပြန်ချကြည့်အောင် order table ထဲမှာဘာတွေရှိနေလဲအရင်ဆုံးကြည့်အဲ့ဒါဆို select ဘာဖြစ်စက်ရေးမယ် select order အကုန်လုံးပဲဆွဲထုတ်ကြည့်အောင်ဘာမှမလုပ်သေးဘူး select star from orders เนาะ semicolon ဒါပဲဟုတ်ပြီပြီးရင်ကျွန်တော် tips တစ်ခုပေးမယ်ကိုယ့်ရဲ့ data ကိုအဲ့လိုမျိုးဆွဲလိုက်တယ်ဆိုရင်ပေါ့နော်အကယ်၍များကို sorry screen share ကပိတ်နေတန်ဆိုတော့ select all from order id ဆိုရင်ဒီတိုင်းထွက်လာတယ်ဒါပေမဲ့ဒါက data နည်းနေသေးတော့ကျွန်တော်တို့ကအပေါ်အောက် run ကြည့်ချင် run ကြည့်လို့ရသေးတယ်နော်အကယ်၍များကိုယ့်ရဲ့ data ကအရန်အများကြီးဖြစ်နေပြီဆိုရင်အဲ့ဒီ data အများကြီးထဲမှာ duplicate ဖြစ်နေတယ်ဆိုတာကိုချက်ချင်းမြင်အောင်လို့လေလုပ်လို့ရတဲ့နည်းကဘာလဲဆိုတော့ကိုယ့်ရဲ့ ID တွေကို sorting စီချပလိုက်ပြီလား select all from order id ပြီးရင် sorting စီဖို့က keyword ကဘာလဲဆိုတော့ order by ဆိုတဲ့ keyword လေးနဲ့စီလို့ရတယ် order by order id နဲ့စီချလို့ရတယ်ဆိုတော့ခုနတုန်းကဒီမှာ order by မပါခဲ့ရင်သူကဒီမှာ1 2 3လေးဖြစ်နေတယ်ဒီနှစ်ကအောက်မှာရှိနေမယ်ကိုယ်ကမမြင်ရအောင်ဒါ row 60လောက်ဆိုတော့ scroll down ကြည့်လိုက်ရင်မြင်သွားမယ်ဒါပေမဲ့ row 3နဲ့စီ3နဲ့စီကြာရင်ဟိုး1000ကျော်လောက်မှသွားပေါ်နေတယ် duplicate ပေါ်နေဆိုမမြင်ရတော့ဘူးဆိုတော့အဲ့ဒါကို duplicate မြင်မြင်နေဆိုရင် order ဒီလိုမျိုး order by နဲ့ sorry ဆိုတော့ order by လေးနဲ့စီချလိုက်တယ်ဒါလေးရိုက်ကြည့်လိုက်တော့ဒီမှာအစီအစဉ်တိုင်းလေးပေါ်လာရော2 နှလုံး3နှလုံးနေတွေ့ရအောင်เนาะအဲ့လိုရှိတယ်ဆိုတော့ကိုယ့်ရဲ့ data မှာ duplicate ကိုဒီနောက်ဆက်သွားမဲ့ pattern နဲ့မဟုတ်သေးဘဲနဲ့ချက်ချင်းဒီမျက်လုံးနဲ့ check တဲ့အခါမှာ duplicate ရှိမရှိသိရင် order သာစီချလိုက်เนาะ order စီလို့အဆင်ပြေမဲ့ဒီ column တစ်ခု id column တို့နောက် key column primary key column တစ်ခုကိုနဲ့စီချလိုက်ဟုတ်ပြီအဲ့တော့ရသွားပြီတကယ်ကကျွန်တော်တို့ကဒါမျက်စိနဲ့ဆက်လိုက်တာငါရဲ့ table ထဲမှာ duplicate တွေများရှိနေသလားဆိုတော့ဒီမှာ duplicate တွေရှိနေတာချက်ချင်းတွေ့ရတယ်ဒါဆိုရင်ဘယ်သူတွေက duplicate ဖြစ်နေတယ်လဲဆိုတာကိုဆွဲထုတ်မဲ့ pattern လေးရှာရအောင်ခုန phantom orders ပေါ့နော်ဒီကနေ
အပြောက်ဝင်နေတဲ့ order ပွားပြီးဝင်တဲ့ order တွေဆိုတော့အဲ့ဒီ duplicate တွေကိုစစ်ဖို့အတွက်ကကြတော့ဒီလိုမျိုးတစ်ကြောင်းလုံးဖြစ်နေတာကဒီလိုအကြောင်းစာကြောင်းရည်တစ်ကြောင်းထက်များရင် duplicate လို့ပြောလို့ရတယ်ဟုတ်လားဆိုတော့စာကြောင်းရည်တစ်ကြောင်းထက်များရင် duplicate တစ်ကြောင်းထက်များရင်ဆိုတဲ့ condition ကိုကျွန်တော်တို့ရေးနိုင်ဖို့လိုတယ် okay ဆိုတော့တစ်ကြောင်းထက်များရင်ဆိုတော့များတစ်ကြောင်းထက်များမများသိရအောင်ကျွန်တော်တို့စာကြောင်းရည်ဘယ်နှကြောင်းရှိနေသလဲဆိုတာအရင်ကြီးရတစ်ခုစီ okay ဆိုတော့ဒီနေရာမှာ select အရင်ဆုံး order id ယူကြည့်ပြီးရင်ကောက်ဟောဒီနှစ်ခုကိုအရင် run ကြည့်လိုက်ကြနှစ်ခုကိုအရင် run ကြည့်လိုက်တဲ့အခါ sorry သူများကိုပြောပြီးတော့ဗာမေ့သွားလဲဒီလားဟမ် group ပိုင်းဟုတ်တယ်โอเคဆိုတော့ဒီမှာ sequence မှာသူကအပေါ်အောက် order operation ရရှိနေတယ်เนาะဆိုတော့ okay group ပိုင်း order id ပြီးမှ order ပိုင်း order id မြင်ရောမြင်ရနောက်ကလူတွေနဲ့သေးနေလားပြလား okay เนาะနည်းနည်းချက်ပြီဒါဆိုရโอเคဆိုတော့ဒါလေး run ကြည့်လို့ရကြလားစင်ပြကြလားတဆင့်စီနော်အရင်ဆုံး order id အရင်ဆုံးကိုယ့်ရဲ့ table မှာဘာတွေရှိနေလဲထုတ်တယ်ပြီးတော့ order စီချလိုက်တယ် order စီချတော့နှလုံးဘူးတွေတွေ့အဲ့တော့ဘယ်သူတွေကနှစ်ထပ်ဖြစ်နေလဲဆိုတာကိုသွားဖို့လေကျွန်တော်ဒါပထမဆုံးအဆင့်အနေနဲ့တယောက်ချင်းစီကဘယ်နှခါပါနေတယ်လဲဆိုတာတွေအရင်စစ်ချလိုက်တယ်โอเคအဲ့ဒီမှာကျွန်တော်တို့ဒီစစ်ထားတဲ့ count all ကိုနာမည်ပြောင်းလို့ရ sequence မှာကိုယ့်ရဲ့ column ကိုနာမည်ပြောင်းလို့ရတယ်စကားလုံးလေးတစ်ခုရှိတယ်အဲ့ဒါက s လို့ခေါ်တယ် s ဆိုပြီးတော့ကိုပေးခြင်းနဲ့နာမည်ပေးလို့ရအခုကတော့ကျွန်တော်တို့ times recorded လို့ပေးမယ်ဒါကကို table ထဲမှာဘယ်နှကြိမ် recorded ဖြစ်နေသလဲဆိုတဲ့နာမည်ပေါ့နော်အလေးထပ် run ကြည့်အလေးထပ် run ကြည့်ရင်ခုနက order id ရဲ့ base ကခုနကတော့ဒီမှာ count all ဖြစ်နေရကနေအခု count all မဟုတ်တော့ times recorded ဖြစ်သွားတယ်နာမည်ပြောင်းသွားတယ်နော် okay ဟုတ်ပြီဒီထိရောက်လာပြီဒီမှာကျွန်တော်တို့ count လုပ်ပြီးသား data နော် count လုပ်ပြီးသား data ဆိုတာ aggregate လုပ်ပြီးသား data aggregate လုပ်ပြီးသား data ကိုကျွန်တော်တို့ဒီထဲကနေ duplicate ဖြစ်တဲ့ဟာတွေကြီးပဲထုတ်ချင်ပါတယ်ဆိုရင် filter ပြန်ခံရ duplicate ရဲ့သဘောကခုနလိုအကြိမ်ရေအတွက်တစ်ကြိမ်ထက်များနေသော data များဆိုတော့တစ်ကြိမ်ထက်များနေသော data များကို filter ခံမယ်ပါနဲ့ခံကြမယ်အဲ့ဒါနော်အဲ့ဒါဆိုတော့ဒီနေရာမှာorder ဘိုင်းကိုအောက်ဆုံးမှာပဲထားမယ်နော် group ဘိုင်းရဲ့အောက်မှာ having ပြန်ထည့်မယ် having ဒီမှာကျွန်တော်တို့နှစ်ခုစမ်းကြည့်ခဏလေးနော် line မရင်းနေအောင်အဲ့လေးလုပ်လို့ရတယ်လို့အဲ့တော့ဒီနေရာမှာကျွန်တော်နှစ်ခုရေးလို့ရတယ်အဲ့တော့ having ဆိုပြီးတော့အနောက်မှာဘယ် column ကို filter ခံမလဲဆိုတဲ့ column နာမည်ပေးလို့ရတယ် column နာမည်ပေးတဲ့အခါဒီအရှိမတွက်ထားတဲ့calculation ကြီးကိုဆွဲထုတ်ပြီးတော့နာမည်ပေးခြင်းလည်းရတယ်ဒါမှမဟုတ်သူ့ကိုနာမည်ပြောင်းထားခဲ့တဲ့ times recorded နဲ့ filter ခံခြင်းလည်းရတယ်
okay ဆိုတော့ဒီမှာတော့ကျွန်တော်တို့ time recorded နဲ့ခံကြည့်အောင် time recorded ဒီအကြိမ်ကြီးတစ်ကြိမ်ထက်များလျင်နော် greater than 1များလျင်ဆိုပြီးတော့ပေးချလိုက်မယ်အဲ့ဒါဒါဆိုရင်ကျွန်တော်တို့ဒီမှာ order တွေထပ်လာ duplicate ဖြစ်နေတဲ့ order တွေထွက်လာ okay ဒီထိရကြလားဒီထိမှာမေးချင်တာရှိလေရှိနော်ရှင်းပြကြတယ်ဒါနော် okay ဒါဆိုကျွန်တော်တို့ဒီမှာဒီအဆင့်လေးတွေတော့ရောက်သွားပြီဆိုတော့ order ID တစ်ခုကဘယ်နှခါဖြစ်နေတယ်လဲဆိုတာလေးကို group by ရဲ့ count ရဲ့သုံးပြီးတော့လုပ်ကြမယ်ဒါတခုရသွားပြီပြီးတော့ဒီမှာ having count တာတစ်ထက်များလျင်ဒါ duplicate တွေဖြစ်ပါတယ်ဆိုပြီးတော့ထွက်လာနော် okay ဆိုတော့ဒီအဆင့်ကတော့ကြော်လိုက်မယ်sorting ပြန်စီရဲ့အဆင့်เนาะဒါလေးကတော့ကြော်လိုက်မယ်စုစုပေါင်းကျွန်တော်တို့ဒီမှာ10 row ထွက်လာမယ်10 row ထွက်လာမယ်1 2 3 4 5 6 7 8 9 10เนาะ10 row ရှိဟုတ်ပြီဆိုအခုကတော့ရေးဘူးတဲ့လူတွေကိုမေးမယ်ခုနကမရေးဘူးတဲ့လူတွေကိုမေးရတာများနေရေးဘူးတဲ့လူတွေကိုမေးမယ်အခုကခုနကကျွန်တော်လိုက်ကြည့်လိုက်တယ်လက်နဲ့အကယ်၍များဒီထွက်လာတဲ့ result ကြီးက row 1000နဲ့ချီဒါမှမဟုတ် row 1000နဲ့ချီဆိုရင်ဘယ်လို့မှ manual လိုက်ကြည့်လို့မရဒါဆိုရင်အခုဒီကနေထွက်လာတဲ့ result ဒီ result ကဘာလဲဆိုတော့ duplicate ဖြစ်နေတဲ့ order ID တွေအဲ့ဒီ order ID တွေဘယ်နှကြောင်းရှိတယ်လဲဆိုတာရေးခြင်းဘယ်လိုရေးလို့ရရေးဘူးတဲ့လူတွေကိုမေးတာရေးဘူးတဲ့လူတွေပါဟမ် window ဟုတ်ဘူး window function နဲ့ရေးခြင်းလည်းရတယ်ဒါပေမဲ့ရှည်တာပေါ့ yes sub query နဲ့ဒီ sub query နဲ့ဆိုတော့ကျွန်တော်တို့ဒီမှာဒီ query ကokay sub query ကိုအခုမှ beginner တွေကိုနည်းနည်းအဆင့်နေကြော်လို့ဖြစ်မယ်တခုပြောပြမယ်နော် sub query သူတို့ပြောနေတဲ့ sub query ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ကဒီမှာ result ရှိတယ်ဒီရေးလိုက်တဲ့ code ရဲ့ result ရှိတယ်အဲ့ဒီ result ကိုထပ်ပြီးတော့အပေါ်ကနေ manipulate လုပ်ချင်တယ်ထပ်ပြီး count လုပ်ချင်တယ်ထပ်ပြီး sum လုပ်ချင်တယ်အဲ့ဒီအတွက်ကျွန်တော်တို့အပေါ်ကနေ query တစ်လုံးပြန်အုပ်လို့ရတယ်ဟုတ်လားဆိုတော့ကျွန်တော်တို့ရှေ့မှာ select all from order ဆိုပြီးတော့ table နာမည်နဲ့ရေးလိုက်ကြတယ်ဆိုတော့အဲ့ဒီ table နာမည်နေရာမှာ table နာမည်မဟုတ်ဘဲနဲ့အခုရေးထားတဲ့ကုတ်ကြီးတစ်ခုလုံးအဲ့ဒီ table နာမည်မှာထည့်ပေးလို့ရတယ်နော်ဆိုတော့အဲ့လိုဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့အပေါ်မှာ select ပြန်ဖြစ်သွားမယ်ဖမ်းကြည့်အောင် select ပြီးရင်ဘာလုပ်ချင်လဲဆိုတော့ count လုပ်ချင်တာ count ဘာတွေကို count ချင်လဲဆိုအခုအောက်ကနေထွက်လာတဲ့ result တွေက order ID တွေကို count လုပ်ချင်နော် order ID ကို count လုပ်ချင်တဲ့အတွက် order ID လို့ပေးထားလိုက်ပါမယ် from ဘယ်ကနေလဲဆိုပြီးတော့ပုံမှန်ဆိုရင်ဒီနေရာမှာ orders တို့ဟုတ်လား orders တို့ products တို့လိုမျိုး table တွေပေးမှာမဟုတ်ဘူးကျွန်တော်တို့ကအဲ့ဒီ table တွေမဟုတ်ဘဲနဲ့ဒီ table တွေက result ကိုပေးချင်တာဆိုတော့ဒီဟာကြီးတစ်ခုလုံးကိုကျွန်တော်တို့ဝင်းစာခွင့်ပေးထည့်ပြီးတော့ from နောက်မှာကပ်ပေးလိုက်မှာဟုတ်လားအကယ်၍ဒါကိုရှင်းလင်းခြင်းနေဆိုရင်ကျွန်တော်တို့ဒီဟာလေးကိုတက်ခုံထားလို့ရဒါဆိုမျက်စိပိုရှင်းသွားတာပေါ့နော်โอเคဆိုတော့ဒါ run ချကြည့်လိုက်ရင်ဘာဖြစ်ထွက်လာမလဲဆိုတော့10လုံးဆိုပြီးထွက်လာဒါခုနလိုလက်နဲ့လိုက်ရေးနေကြမလို့တော့နော်โอเคဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ order ID 10ခုက duplicate ဖြစ်နေပါတယ်ဆိုပြီးတော့သိသွားကြားလာဒီထိဒါနော်ဘာဖြစ်သွားလဲရောသိလားဆိုတော့ဒီနေရာမှာ from ရဲ့အနောက်မှာ table နာမည်ပဲမဟုတ်ဘဲနဲ့ဒီလိုမျိုး table ကြီးတစ်ခုလုံး result ကြီးတစ်ခုလုံးကိုဝင်စားခွဲပေးနဲ့လာကတ်လို့ရတယ်โอเคဒါဆိုရင်ဒါကိုပြန်ဖြတ်မယ်
ရပြီနော်ဒါရေးထားရနော်အဆင်ပြေတယ်နော်ပြီးရင်ဖြတ်ပြီနော်โอเคဖြတ်ပြီခုနက result ကိုပဲပြန်ထားတာမယ်ဒါလေးကိုပြန် run ကြည့်မယ်ပြီးရင်ကျွန်တော်တို့ကဘာထပ်ပြီးတော့ curious ဖြစ်သေးလဲဘာထပ်ပြီးသိချင်သေးလဲဆိုတော့တဲ့ဒီတစ်ကြောင်းစီမှာ total revenue ဘယ်လောက်ရှိနေတယ်လဲဆိုပြီးသိချင်တယ်ရောင်းရတဲ့ရောင်းရငွေဆိုတော့ရောင်းရငွေကျွန်တော်တို့ရဲ့ table ထဲမှာမရှိဘူးဒါပေမဲ့ဘာရှိလဲဆိုတော့ဈေးနှုန်းရယ်ဘယ်နှလုံးရယ်ရွယ်ရှိဟုတ်လားဆရာတို့ရောင်းရငွေလိုချင်ဘာလုပ်လို့ရလဲဈေးနှုန်းရယ် quantity ရယ်ကိုမျှပါမယ်โอเคမှန်တယ်ဆိုတော့အဲ့ဒါလေးဒီမှာတစ်ခါလေးတင်းမြှောက်လို့ရတယ်ဆိုဒီနေရာမှာဈေးနှုန်းကquantity အရင်ရေးလိုက် quantity နော် quantity ကိုမြှောက်မယ်ဆိုလဲဒါမြှောက်တဲ့တက္ကီတာ star ပဲ okay quantity ရဲ့ unit price ရဲ့အမြောက်ကြမယ်ဟုတ်လားပြီးတော့ဒီမှာ column တစ်ခုနဲ့တစ်ခုကြားမှာ comma လေးတွေခံရမယ်နော် okay unit price ရဲ့အမြောက်လိုက်မယ်ပြီးရင်အဲ့ဒီမြှောက်ထားတဲ့ result ကြီးကိုကျွန်တော်တို့ကနာမည်ပြောင်းခြင်းလေဆိုရင်ခုနလိုပဲ as revenue လို့ပြောင်းလိုက်ဟုတ်လားအဲ့ဒါဆို revenue ရဟုတ်ပြီတော့ခုနကတော့ duplicate တွေထုတ်လာပြီ duplicate တွေထုတ်ပြီးတော့ duplicate တွေကိုခုနကဘယ်နှလုံးရှိလဲရှိလိုက်တယ်အခု revenue လေးလည်းရလာပြီဒါဆိုခုနကတော့လို့စုစုပေါင်း total order ID ကဘယ်နှလုံးလဲပြီးရင်သူတို့စုစုပေါင်း revenue ဘယ်လောက်ထွက်သွားသလဲဘယ်လောက်duplicate ဖြစ်သွားသလဲဆိုတာကိုပေါင်းကြည့်ခြင်းတယ်ပေါင်းကြည့်ခြင်းတယ်ဆိုဘာပြန်လုံး sum ဟုတ်တယ်ဘယ်ကနေ sum မှာဟုတ်တယ်အခုဒီရလာတဲ့ revenue တစ်ကောလန်လုံးကိုပေါင်းချပြီးတော့စုစုပေါင်းဘယ်လောက်ရှိလဲဆိုပြီးထပ်ချုံရင်quantity ရဲ့ရှေ့မှာ okay လုပ်ကြည့်မယ်ရတယ်လုပ်ကြည့်မယ် okay ဒီလိုလားဒါရေးကြည့်ရင်ဘာထွက်လာမလဲရေးကြည့်အောင်စုစုပေါင်းထွက်မလာဘူးเนาะထွက်မလာသေးဘူးအဓိကဘယ်လိုလဲလိုချင်တာလဲဆိုတော့ကျွန်တော်တို့ကခုနကတော့ကောက်လုပ်လိုက်တယ်လို့မျိုးဒီ revenue column တစ်ခုလုံးကိုပေါင်းချင်တာဆိုတော့အပေါ်ကနေ sub query ပြန်အုပ်မှာ select ပြီးတော့မှ sum ဘာကို sum မှာလဲ revenue ကို sum မှာ from โอเคအဲ့ဒါဆိုခုနကောင်းက10ခု sum က2411ဖြစ်သွားတယ်ကဲပြန်ကြည့်ရအောင်ဒီမှာတော့ query ကတစ်ခုလေးပြထားတာဒါပေမဲ့တခြားပိုလေးတွေပါထည့်ပြီးတော့ပြလိုက်တာโอเคဆိုတော့အဲ့ဒီ2411က duplicate ဖြစ်နေတာဒီကောင်နဲ့ duplicate ဖြစ်နေ duplicate ဖြစ်နေတော့ဒီကောင်ရဲ့ total revenue ကဘယ်လိုသွားပြီး report လုပ်နေလဲဆိုတော့4824ဆိုပြီးသွားပြီး report လုပ်နေတာဟုတ်အဲ့တော့ဒါကျွန်တော်တို့ case ကို crack လုပ်လိုက်တဲ့အချိန်မှာဘာထွက်လာတယ်လဲဆိုတော့ duplicate row က10ခုဖြစ်ပါတယ် duplicate row 10ခုရဲ့ total revenue က double counted ဖြစ်သွားတာဒီလောက်ကြီးဖြစ်သွားပါတယ်ပေါ့နော်ဆိုပြီးတော့အဖြေထွက်လာဟုတ်ပြီအဲ့တော့ဒါ case 1ကိုကျွန်တော်တို့အဆုံးသတ်လို့ရပါပြီ case 1ကဘာရှာရလဲဆိုတော့ duplicate တွေရှာတယ်ဆိုတော့ဒီကနေနောက်ဆုံးရသွားမယ်ကိစ္စကဒါလေးတစ်ခုပဲ
okay အဲ့တော့ကိုယ့်ရဲ့ data ထဲမှာ duplicate တွေဖြစ်နေတဲ့ဥစ္စာကိုရှာခြင်းနေဆိုရင်အရင်ဆုံးကိုယ့် data ကို select all လုပ် ID နဲ့ sorting စီကြလိုက်အဲ့ ID နဲ့ sorting စီရင်အရင်ဆုံးကိုယ်ကမျက်မှန်းနဲ့ဘယ်သူတွေ duplicate ဖြစ်နေလဲလို့မြင်လာမယ်ဒါပေမဲ့ဒါကမှန်းလို့ရရုံပဲရှိအောင်ပါအတိအကျဘယ် ID တွေကတော့ duplicate ဖြစ်နေတယ်ဆိုတာကိုသိချင်တယ်ဆိုရင် having count all greater than 1နော် having count all greater than 1ဒါလေးမှတ်ထားရမယ်အဲ့တော့ဒါလေးသုံးတတ်ပြီဆိုရင်ကိုယ့် data ကို duplicate ရှာတတ်သွားမယ် right ဆိုတော့ဒီ pattern ပေါ့ having count all greater than 1ဆိုရင်ဘယ်သူတွေက duplicate ဖြစ်နေတယ်လဲဆိုတော့ result ထွက်လာမယ် okay ဟုတ်ပြီဒါဆိုရင်နောက် case သွားရအောင်နောက် case က invisible revenues တဲ့ duplicate တွေဖယ်ပြီးတာတောင်မှ sum ကမကိုက်သေးဘူးတဲ့နော်လိုနေသေးတယ်ဒါဆိုရင်ကျွန်တော်တို့ဘာတွေရှိနေသေးတာလဲကျွန်တော်တို့ရဲ့ evidence ကိုကြည့် evidence ကဟိုဘက်ပြန်သွား select all ပြန်ချ select all from orders အဲ့လို select all ပြီးတော့နည်းနည်းလေး scroll down ကြည့်ရင်ဒီမှာထူးခြားနေတာတွေတွေ့လိမ့်မယ်ထူးခြားနေတာဘာတွေလဲဆိုတော့နားတယ်နော် unit price နေရာမှာ data မပါဘဲနဲ့နားဆိုပြီးတော့တက်ကုန်အဲ့တော့နားရဲ့သဘောတရားကအဲ့ထဲမှာဘာမှမရှိဘူးဆိုတဲ့သဘောနော် blank လည်းမရှိဘူး space လည်းမရှိဘာမှမရှိဒီအကွက်ထဲမှာဘာတန်ဖိုးမှမပါလာဘူးဆိုတဲ့သဘော okay ဆိုတော့အဲ့ဒီ NAS တွေကိုဆွဲထုတ်တဲ့ pattern လေး case 2ကိုသုံးကြည့်အောင်နော်ဆိုတော့ case 2မှာဒီမှာတတိထားမယ့်ကိစ္စနှစ်ခုကိုဒီဘက်မှာပြောထားတယ် count row ရယ် count all ရယ် count column ရယ်အဲ့ဒါဟာလေးနှစ်ခုစမ်းကြည့်အောင်အခုပထမတစ်ခုရေးကြည့် select count all from orders ဒါဆို60ထွက်လာနော် okay ဆိုတော့ count all ကဘာလဲဆိုကျွန်တော်တို့ရှိသမျှ row ကို row အများဆုံးရှိတဲ့ column ကိုမူတည်ပြီးကောက်ပေးပျောက်နေတိုင်းပဲသူမသိဘူး okay ဆိုတော့ဒီ table မှာ order ဆိုတဲ့ table မှာစုစုပေါင်းဘယ်နှ row ရှိတယ်လဲဆိုတာကိုကောက်ပေးတယ်အဲ့တော့ count all မဟုတ်ဘဲနဲ့ count unit price လို့ column နာမည်ကြီးပဲထည့်ရွေးပြီးတော့ကောက်ကြည့်အောင်ဒါဆိုဖြစ်မတူတော့50ဖြစ်သွားတယ်စီဆိုတော့ sequel ကဒီလိုမျိုး column ပဲတည်ပြီးကောက်နေဆိုရင်အဲ့ဒီ column ထဲမှာရှိနေတဲ့အကွက်လေးတွေကခုနလို blank ဖြစ်နားဖြစ်နေတဲ့ကောင်လေးကိုဖယ်ပြီးတွက်သွားတယ်အဲ့ဒီနှစ်ခုအဲ့တော့မကိုက်တော့ခုနက count all နဲ့ count unit price ရဲ့ကြားမှာ60 50ကွာနေရောနော်အဲ့လိုရှိရဲဆိုတော့အဲ့ဒီနှစ်ခုသတိထားကိုယ့်ရဲ့ data ထဲမှာနားစီပါမှန်းသိတယ်ဆိုရင်အဲ့ဒီနားပါတဲ့ column ကိုအရင်ဆက်ရမယ် okay ဆိုတော့အဲ့ဒီ unit price နားဖြစ်တော့ order များကိုလိုချင်ပါတယ်ဆိုရင်ကျွန်တော်တို့ရေးလို့ရတဲ့ filter တစ်ခုရှိတယ်เนาะဒါလွယ်ပါတယ်ခုန case 1တက်တောင်တွင်ရင်လွယ်အောင်မယ်ဆိုတော့ကျွန်တော်တို့ case 1တုန်းကအရင်ဆုံး order ID ယူလိုက်တယ်ဟုတ် order ID တွေ order ID တွေယူလိုက်တယ်ပြီးတော့ having count or greater than 1ဆိုယူလိုက်တယ်ဒါ duplicate အခုကြတော့ကျွန်တော်တို့ကအဲ့လိုမလုပ်ဘူး from orders filter ခံမယ် filter ကဘာလဲဆိုတော့နားဖြစ်တော့ order ID များကိုပေးပါဆိုရင်ကျွန်တော်တို့ဒီနေရာမှာ where order ID ကနားဖြစ်တာမဟုတ်ဘူး unit price ကနားဖြစ်တဲ့အတွက် unit price column unit price ဒီမှာကျွန်တော်တို့အခုမှရေးတဲ့သူတွေเนาะဟိုရေးတတ်တဲ့သူတွေကိုမပြောဘူးเนาะအခုမှရေးတတ်တဲ့သူအခုမှစရေးတဲ့သူတွေသတိထားမှဟာရှိတယ်အရင်တော့ကျွန်တော်တို့ကထားပါတော့ region တော့ဆိုရင်ကျွန်တော်တို့ filter ဘယ်လိုခံခဲ့လဲခုန region ဒီ east ဖြစ်တော့အခါဆိုရင် region equals to east နဲ့ခံခဲ့တယ်ဟုတ်တယ်မလားအခု unit price ဒီနားဖြစ်တော့အခါဆိုရင် is နာတည်တယ်မေးလို့မရတောင်ကြောက်စင်လို့မရ unit price equals to နားလို့မရဘာလို့လဲဆိုတော့ sequel က equals to ဆိုတာ value ရှိမှ equal လုပ်လို့ရတယ် value ရှိမှနှိုင်းယှဉ်လို့ရတယ်နားဒီ value မဟုတ်တဲ့အတွက် equals တွေ greater than တွေ less than တွေဘာမှလုပ်လို့မရဘူးသူက is or is not ပဲ is နာ
သို့မဟုတ် is not now ဒီလိုပဲလုပ်လို့ရเนาะဆိုတော့အခုကျွန်တော်တို့ is now နဲ့ထည့်ကြည့်ကြဟုတ်ပြီအခုရလာတဲ့ result ကဘယ်နှကြောင်းရှိတယ်လဲဆိုတာဟိုလက်နဲ့မကြည့်ဘူးခုနလိုကြည့်ကြည့်ဘယ်လိုဖြစ်သွားမလဲလားဆိုရင်အပေါ်ကနေပြန်အုပ်ပြီးကြည့်မယ်ဆိုရင်တယောက်ချင်းစီဖြစ်ကြည့်မလားလုံးနေလို့ပြောကြည့်ဟုတ်တယ်ဘယ်လိုရေးမလဲဟုတ်တယ် select count from ခွင့်ကအဆုံးမှာခွင့်ပိတ်အဲ့ဒါ ဆိုပါကြံခဲ့လေ count yes count နောက်မှာ count all သို့မဟုတ် count something something ထည့်ပေးရမယ်เนาะဆိုတော့ဒီမှာကျွန်တော်တို့ count all လေးနဲ့ count ကြည့်မယ်အဲဆိုရင်10ကြောင်းနားဖြစ်နေတာဒီလေ10ကြောင်းပါဟုတ်ပါမီလေးနဲ့ဟောဒီလေးကိုအဲ့ဒါလောက်တော့လောက်တယ်ဒါပေမဲ့အနီဖြစ်နေဆိုတော့ SQL like ကတခါလေးကြာရင် browser ကနေဆိုတော့သူကနည်းနည်းဟိုပါရှိတယ် error checking မှာသူကတိတ်ပြီးတော့မတိကြဘူးအဲ့ဒါကြောင့်တခါလေးစောက်ကွာပြီးမဟုတ်တခါလေးကျွန်တော်တို့မှာ SAM လို့ဘာလို့တော့မှသူကအနီလိုင်းတာတယ် function ရှိထားတဲ့ဥစ္စာတော့မှလိုင်းတာတယ်အဲ့တော့ဒါကိုတိတ်ပြီးယုံလို့မရโอเคရကြမယ်เนาะဒီလေးโอเคရရင်ပြန်ဖြတ်မယ်ဒါစမ်းတာမလို့ပြန်ဖြတ်မယ်ခွင်းနေပြန်ဖြတ်မယ်ဒီပြန်သွားမယ် order ID ရောက်လာ order ID တွေရဲ့ unit price ကနားဖြစ်နေတာတွေရောက်လာပြီဆိုတော့တကယ်ရောဖြစ်နေရလားဆိုပြီးတော့သူ့ရဲ့ဘေးမှာ unit price ပါတခါလေးတွဲခေါ်ကြည့်ရအောင်ဟုတ်တယ်ဒါတွေဆိုရင်နားလည်ကြည့်ပါပဲโอเคဆိုတော့ဒီမှာနောက်ထပ်သဲလွန်စာတစ်ခုရှိတယ်အဲ့ဒီနောက်ထပ်သဲလွန်စာကဘာလဲဆိုတော့ product ဆိုတဲ့ table ထဲမှာဈေးနှုန်း column ပါတယ် standard price ဆိုတဲ့ဈေးနှုန်း column ပါအကယ်၍များဒီ standard price ကိုထဲကနံပါတ်တွေကိုဒီနားတွေကိုလာဖြည့်နိုင်မယ်ဆိုရင်ကျွန်တော်တို့ပြောင်းနေတဲ့ကိစ္စပြန်ပေါ်လာလိမ့်ဟုတ်တယ်နော်ဆိုတော့အဲ့ဒါလေး try ကြည့်အောင်ဆိုတော့အဲ့ဒါ try မကြည့်ဖို့အတွက်ဆိုရင်စာသွားပြီခုနကတော့လို့ relation နဲ့ data model ဖြစ်သွားပြီဟုတ်လားအဲ့တော့ unit price နဲ့ sorry order နဲ့ product နဲ့နှစ်ခုကို relationship ချိန်ပေးရတော့ relationship ချိန်ဖို့ join ဆိုတဲ့ keyword တွေနဲ့ချိန်ရမယ်ဆိုတော့ join ရေးဘူးတဲ့သူတွေတော့ကတော့တိတ်ပြီးတော့ကိစ္စမရှိဘူးကျွန်တော်တို့ရေးလို့ရတယ်အခုတချို့မရေးဘူးတဲ့သူတွေတော့ကျွန်တော်တို့အစကနေပြန်စရေးကြည့်ကြနော်အဲ့တော့ select အခုယူလိုက်တဲ့ column နှစ်ခုပဲယူမယ် order id ရဲ့ unit price ရဲ့ယူမယ် from order ကနေယူโอเคဆိုတော့ဒါဆိုရင်ကျွန်တော်တို့အခုဒီတိုင်းဆိုရင် SQL ရဲ့မှတ်ဉာဏ်ထဲမှာသူက order ဆိုတဲ့ table တွေက order id နဲ့ unit price ဆိုတဲ့ column လေးနှစ်ခုကိုသူကခေါင်းထဲကိုရောက်လာပြီဆွဲတင်ထားပြီဆွဲတင်ထားပြီးကျွန်တော်တို့နောက်မှာကိုလိုချင်တဲ့ဥစ္စာကိုထပ်ပြီးကတ်ဖို့အတွက်ကြတော့ join လုပ်ပေးရမယ် join product ဆိုတဲ့ table ကို join ပါမယ်ဆိုပြီးတော့ယူလိုက်ပြီ okay အဲ့တော့ဒီထိယူပြီးသွားရင်ဒီနှစ်ခုကိုဘာပုံမူတည်ပြီး join မလဲဆိုတာပြန်ပြောပေးရတယ်နော်အဲ့တော့ကျွန်တော်တို့ကဒီနှစ်ခုကို product id ဆိုတဲ့ column လေးကတူနေအဲ့ဒီ column ပေါ်မူတည်ပြီးတော့ join မယ်ဆိုတော့အဲ့ဒီပေါ်မူတည်မယ်ဆိုရင် on ဆိုတဲ့စကားလုံးနဲ့ပေးရ on ပြီးတော့နှစ်ခုက product id နှစ်ခုဆိုတော့ဒီလိုရေးလို့မရအောင်ကျွန်တော်ပြနော် product id equals to product id လို့လို့မရအောင် okay အဲ့တော့ဘာလို့လဲဆိုတော့ SQL မှာဒီ product id ကဘယ်သူစီရလဲဒီ product id ကဘယ်သူစီရလဲဆိုတာသူမသိအဲ့ဒီတော့သူသိအောင်လို့အရှိကနေ table ရဲ့နာမည်လေးတွေတော့ထောက်ပေးရတယ်ဆိုတော့ orders dot product id ရယ် products dot product id ရယ်ဆိုပြီးတော့ထောက်ပေးရတယ်
okay အခုကတော့ကျွန်တော်တို့ကဒီ model database ဆိုတော့ table နာမည်တွေက orders dot ဆိုရင်ပြီးသွားတယ်အကယ်၍များအလုပ်ထဲမှာဆိုရင်ကဒီ table တွေကို total data structure နဲ့တင်တာဟုတ်အဲ့တော့သူ့ရဲ့ warehouse ထဲမှာဆိုရင်ဒီလိုမျိုး orders dot ဆိုပြီးတန်းမလာဘူးဥပမာအပြင်ကျွန်တော်တို့ကsales ဌာနရဲ့ sales ဌာနတော့မဟုတ်သေးဘူးဒါပါတော့country region တွေလာအောင်ပါဆိုတော့မြန်မာရဲ့ sales ဌာနရဲ့เนาะပြီးလို့ရှိရင်ရန်ကုန် region ရဲ့ဟလာပြီးတော့မှ order table တဲကမှ product ID ဆိုပြီးလာမှာဆိုတော့အဲ့လိုတောက်လျှောက်ကြီးထောက်ရတဲ့အခါကျအဲ့ဒါကြီးကိုကျွန်တော်တို့ကဒီမှာ reference ခေါ်တိုင်းပြန်ဆွဲနေရတာလက်ညောင်းနေပြီးအမှားလည်းများတယ်အကယ်၍တစ်လုံးလုံးလိုသွားရင် error တက်အောင်မှာဆိုတော့အဲ့လိုဖြစ်ပြီးအဲ့လိုမဖြစ်အောင်လို့ကျွန်တော်တို့ဒီ table တွေကိုခုနတုန်းက column ကိုနာမည်ပြောင်းသလို table လေးတွေကိုနာမည်ပြောင်းပြီးတော့ပေးတတ်ကြတယ်အဲ့တော့နာမည်ပြောင်းဖို့အတွက်ကရေးထုံးလေးတစ်ခုရှိတယ်ရေးထုံးလေးကဘာလဲဆိုတော့ရှေ့ဆုံးတစ်လုံးလေးနဲ့နာမည်အတူကောက်ပေးတာဆိုတော့ order ကိုကျွန်တော်တို့ orders s o လို့ပေးခဲ့လို့ရတယ် products s p လို့ပေးခဲ့လို့ရနော်တော့ခုနလိုနာမည်ရှေ့ကြီးတွေပြန်ပြီးတော့ reference ထောက်မယ်အစားဒီ order ဆိုတဲ့နေရာမှာ o.product id ဖြစ်ပြီး product ဆိုတဲ့နေရာမှာ p.product id ဖြစ်သွားမှာအဲ့တော့ဒါဆိုရင်ဒီ join နဲ့ on နဲ့ကိုမမြင်ခဏအဖြောက်ထားမယ်ဆိုရင်ဒါပထမပြောခဲ့တယ်လို့ဆိုရင် order table ရဲ့ order ID နဲ့ unit price ကို SQL အကောင့်ထဲကိုရောက်နေပြီပြီးတော့ကျွန်တော်တို့အောက်ကနေ join products ဒီမှာလာ join လိုက်တယ်ဒါဆို products table ကြီးကိုလေသူ့ရဲ့အနောက်ကွယ်မှာ ready ဖြစ်နေပြီပြီးရင်ကျွန်တော်တို့က products table တွေက standard price ကိုလိုချင်တာ standard price လိုချင်တာဆိုတော့ဒီနေရာမှာ comma standard price ထည့်လို့ရတယ် okay ဆိုတော့အခုတော့ကျွန်တော်တို့ column နာမည်ခေါ်တာအကုန်အဆင်ပြေနေတယ်ဘာလို့လဲဆိုတော့တစ်ခုနဲ့တစ်ခုကထပ်နေတာမျိုးမရှိလို့အကယ်၍ဒီ column နာမည်တွေကဒီ table နှစ်ခုမှာထပ်နေတဲ့ဟာမျိုးရှိတယ်ဆိုရင်ခုနလိုရှေ့ကနေ reference ထောက်ပေးရတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်သူ့ဟာသူထပ်မထပ်တဲ့ reference ထောက်ဖို့အကျင့်လုပ်လိုက်တာတော့ကောင်းတယ်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာ order ID ကိုဘယ်ရလာတယ်လဲဆို order table ရလာတာမို့ o.order ID ဖြစ်သွားပါမယ် unit price က order ကပဲလာတာမို့လို့ o.unit price ဖြစ်ပါမယ်ပြီးရင် standard price ကကြတော့ product table လာတာမို့လို့ b.standard price ဖြစ်သွားမယ်အဲ့တော့ဒီလိုလေးထောက်ပေးပြီးတော့ရေးလို့ရတယ်โอเคဒါဆိုတစ်ဆင့်ပြီးတစ်ဆင့်တော့ရောက်လာပြီ order ID ရဲ့ unit price ရဲ့ရောက်လာပြီ standard price ရဲ့ရောက်လာပြီပြီးရင်ခုနက filter ကိုပြန်တဲ့ဝယ်ဒီမှာဘာဖြစ်မလဲဆိုတော့ order တွေက unit price ကနားဖြစ်တော့တန်ဖိုးများဆိုရင်ဘယ်လိုရေးမလဲ o.unit price နားလေး o.comma ဖြစ်သွားတယ် unit price is now ကဲဟုတ်ပြီ okay ဒါလေးဆွဲကြည့်လိုက် semi column ပိတ်မယ် shift enter run ကြည့်ကြအောင်အဲဆိုကျွန်တော်တို့ရဲ့ပျောက်နေတဲ့တန်ဖိုးတွေဒီဘက်မှာပြန်ရောက်လာ standard price ပြန်ရောက်လာเนาะ okay ဒီတော့ကျွန်တော်တို့စဉ်းစားနေရရှိတာကဒီ unit price တွေကိုဒီ standard price တွေတခါတည်းဖလှယ်ထည့်လိုက်လို့မရဘူးလားဆိုပြီးတော့တွေးလို့ရတယ်เนาะတော့အခုကခုနပြောခဲ့တဲ့တစ်ဆင့်အချိန်ရရင်ပြောမယ်ဆိုတဲ့တစ်ဆင့်ရတာအဲ့တော့ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ဒီတိုင်းလုပ်လိုက်လို့ရတယ်အကယ်၍ဒီ order တွေရဲ့ revenue ကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီလိုမျိုး join ပြီးရင်ဒီထဲက quantity နဲ့ဒီက standard price နဲ့သွားမြောက်နေရတယ်ဒီလားအဲ့လိုလုပ်လို့ရတယ်အဲ့လိုမဟုတ်ဘဲနဲ့တခါတည်းဒီဘက်ဒီအနောက်ကနေ column တက်ထုတ်နေတာမကြိုက်ဘူးတခါတည်းရှေ့ကိုဖလှယ်ထည့်ခြင်းလဲဆိုရင်နားဒီကိုဖလှယ်တဲ့စကားလုံးတစ်လုံးရှိအဲ့ဒါက call list လို့ခေါ်တယ် EASC ခဏလေးကျွန်တော်စလုံးမမေ့နေခဏလေးသူက auto လည်းမတက်ဘူး
okay 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 အဲ့တော့ဒီစလုံးပေါင်းเนาะဒီဟာရှိတယ်ဒီ keyword C O A L E S C colleagues colleagues ဆိုတဲ့ function ကဘာလဲဆိုတော့ sorry colleagues ဆိုတဲ့ function ကအကယ်၍ဒီနေရာမှာနားဖြစ်ရင်အနောက်ကတန်ဖိုးနဲ့ပြောင်းပေးပါလို့ပြောတာ colleagues O dot unit price P dot standard price ခဏလေးเนาะ try ကြည့်ကြအောင်ဒီလိုရေးကြည့်လို့ရဟုတ်လားဘာဖြစ်သွားလဲသိလိုက်ခဏလေးเนาะ P dot standard price colleagues ကိုခဏဖြောက်ထားလိုက်ဒါမလုပ်သေးဘူးဒါခုနကတော့ O dot unit price เนาะ okay လိုက်မင်းနေเนาะဒါကခုနဟာကိုနမူနာပြန်ပြခုနဖြစ်နေတဲ့အခြေအနေခုနဖြစ်နေတဲ့အခြေအနေက column နှစ်ခုကြီးဖြစ်နေတယ်တစ်ခုကနားတွေတက်နေတယ်တစ်ခုကတန်ဖိုးတွေရှိအဲ့တော့အဲ့လိုမျိုးနားတွေရှိနေတဲ့နေရာတွေကိုတန်ဖိုးတွေတစ်ခါတည်းဖလှယ်ထည့်ခြင်းလေဆိုရင်နားဖြစ်နေတဲ့ column ကို college တွေထည့်လို့ရတယ်ဟုတ်လား CO ခဏလေး COALESCE အားရလို့ချက်ထားတယ် COALESCE college တွေကိုထည့်ဟုတ်လား college ရဲ့ argument ကနှစ်ခုထည့်ရတယ်ပထမတစ်ခုကနားဖြစ်တဲ့ column နောက်တစ်ခုကဖလှယ်ခြင်းတဲ့ column အကယ်၍ဖလှယ်ခြင်းတဲ့ column မဟုတ်ဘဲနဲ့ဒီနေရာမှာရှောက်ရေးလို့ရတယ် NA လို့ပါလို့ရှောက်ရေးလို့ရတယ်ဒါဆို NA တွေတက်လာပြီလားဒါမှမဟုတ်လေဒီနေရာမှာ NA မဟုတ်ဘဲနဲ့ cannot found တွေပါရေးလို့ရတယ်နော် not found တွေပါရေးလို့ရတယ်ဟဲ့လား not found တွေတက်လာအကယ်၍အဲ့လိုမျိုးစာမရေးခြင်းပဲနဲ့ကို့မှာ value ရှိတယ် value ကိုဖလှယ်ထည့်ခြင်းနဲ့ဆိုရင်ထည့်ခြင်းတဲ့ value က p dot standard price ဖြစ်သွားမယ်ဒါလေးထည့်လိုက်လို့ရတယ်โอเคဒါဆိုဒုတိယ case မှာကျွန်တော်တို့တစ်ဆင့်တော့ပြီးပြီတစ်ဆင့်ကနားဖြစ်နေတဲ့ဟိုဟာတွေ row တွေနားဖြစ်နေတဲ့ row တွေကိုရှာတာက where ဒီနေရာမှာ is na unit price is na နဲ့ရှာခဲ့တယ်ဟုတ်ပြီ unit price is na နဲ့ရှာခဲ့ပြီးဒီနေရာမှာ product ID နဲ့ပြန်ပြီးတော့ group by လုပ်ကြည့်ဘယ်သူတွေကပျောက်နေတာလဲဆိုတာဟုတ်လား okay ဆိုဒီနေရာမှာ order ID ပြီးရင် o.product ID ဒါထည့်ကြည့်မယ်ဒါထည့်ကြည့်ပြီးအဖြေထုတ်ကြည့်လိုက်ရပါရနော် okay အဲဆိုရင်ကျွန်တော်တို့ဘယ် order ဘယ် product ကတော့ပျောက်နေတာပါပျောက်နေတဲ့ခဏန်းကို standard price တွေကနေခေါ်ပြီးသွားထည့်လာရသွားပြီ okay ပြီးရင်ဒီမှာ product ဘယ်နှခုက missing ဖြစ်နေတာလဲနော် product ဘယ်နှခုက missing ဖြစ်နေတာလဲဆိုတာကိုဒီ pattern နဲ့ရေးကြည့်လို့ရတယ်အဲ့တော့ဒါလေးကိုထပ်ရေးကြည့်အောင်ဆိုတော့အခုလုပ်ခဲ့တဲ့ဟာကအကယ်၍များပေါ့နော်ဒါဒီမေ့မှာဆိုလို့မှတ်ချင်တယ်ဆိုရင်ဒါ copy ယူပြီးတော့ကိုယ့်ဟာကို test file လေးထဲမှာမှတ်ထားလိုက်နော်မှတ်ထားလိုက်ပြီးကျွန်တော်နောက်ဆက်လုပ်သွားတယ်မဟုတ်ရင်တစ်ခါရေးလိုက်တစ်ခါဖြတ်လိုက်နေလိပျောက်သွားမှာဆိုโอเคဒါဆိုရင်ကျွန်တော်ကတော့ဖြတ်ပြီနော်ဖြတ်ပြီးနောက်တစ်ခုရေးကြည့်ကြမယ်နောက်တစ်ခုက product ID alike product ID alike ဘယ် product မှာunit price ပျောက်နေတာတွေရှိနေတယ်လေဘယ်နှခုရှိနေတယ်လဲဆိုပြီးသိချင်တာ哦အဲ့ဒီတော့ product ID ယူမယ် count all ယူမယ် from order where unit price တည်နားဖြစ်တော့အခါဆိုပြီးတော့ယူလိုက်မယ်ပြီးတော့အနောက်မှာ count နေ sum နေလောက်ထားတယ် aggregate တွေလောက်ထားတယ်သူနဲ့အရှိမ dimension တစ်ခုတွဲကြည့်တယ်ဆိုရင်တွဲတိုင်းမှာ group ပိုင်းချပေးရ
နော်ဒါဆိုရင်ဒီနေရာမှာဘယ် product ID တွေကဈေးနှုန်းပြောင်းနေတာလဲဆိုပြီးဖြစ်သွားအဲ့ဒါကိုမှကျွန်တော်တို့ရဲ့ column နာမည်ကြီးကိုcount all time function ကြီးနဲ့မထားခြင်းဘူးဆိုရင်ဒီလိုမျိုးလေးလုပ်လို့ရတယ်နော်အဲဆိုရင် missing price ကဟုတ်လားခုနကတော့ပေးလိုက်သလိုပေါ့ခုနကတော့ time recorded လို့ပေးသလိုအခုက missing price count ဆိုပြီးတော့ရေးချလို့ရနားမယ်နော် okay ကဲဒါဆိုဒီမှာဒီနောက်ဆုံးအဖြေကိုရောက်ဖို့အတွက် revenue ရှာကြည့်အောင်1.1ဆိုတဲ့ revenue ရှာကြည့်အောင် so ကျွန်တော်တို့က revenue ရှာဖို့ order ထဲမှာကို unit price ကပြောင်းနေတယ်ဆိုတော့ခုနတုန်းကနီးနေ standard price တွေကို product တွေကနေခေါ်လာမယ်ခေါ်လာပြီးရင်ဒီ order တွေတစ်ကြောင်းချင်းစီမှာ unit price total ဘယ်လောက်ရှိသလဲဆိုတာရေးကြည့်ကြ okay ဆိုတော့အရင်ဆုံး order ID နဲ့ order ID ရယ် quantity ရယ် quantity နဲ့ unit price နဲ့ကိုမြှောက်ချင်တာဆိုတော့အဲ့ဒါတွေမလုပ်သေးဘူးဖြည်းဖြည်းချင်းသွားမယ်နော်မဟုတ်ရင်အရင်နေအစိမ့်နေကြောဝင်မျက်စိတွေလည်းကုန်မှာဘူးလို့နော် quantity ရယ် unit price ရယ်ရှိတယ်ဒါတွေက from order table ကနေလာတယ်ပြီးရင်ခုနတုန်းကလိုပဲ order table ကိုနာမည်ပြောင်းလေးပေးခဲ့မယ် O ဆိုပြီးဟုတ်လားအဲ့လိုပေးခဲ့ပြီးရင်အပေါ်က column တွေကိုပြန်ထောက်မယ် O ကလာတဲ့ကောင်တွေပါဆိုပြီးတော့နော် where O.unit price ဒီနားဖြစ်တော့ result များဒါရင်စလိုက် okay ဒါပြီးသွားရင် unit price တွေရှိတယ် unit price တွေကိုခုနတုန်းကလို့ unit price နေရာမှာနားဖြစ်ရင် standard price တွေခေါ်လာခဲ့ပါဆိုပြီးတော့လုပ်ချင်တာဆိုတော့ဒီထိလိုက်ရေးကြည့်မယ်နော်ဒီထိရမလားရမနော်ရတယ်ရလား okay ဒီထိရပြီပြီးရင်ဒီ order unit price တွေကိုခုနလုံးလို့ဟိုဟာနားဖြစ်ရင် standard price တွေထည့်မယ်အဲ့ဒီတော့ဘာဖြစ်မလဲ college စီဟိုဒါအောက်ပို့လိုက်မယ်လက္ခဏာဒါအောက်ပို့လိုက်မယ်ဒါမှမြင်ရအောင်ဒီမှာ SQL ရယ် ESC SQL လာတင်တာ meaning ချက်နေရပြင်လားESC college order unit price ပြီးရင်ဘာပြောင်းမှာ standard price နဲ့ပြောင်းမှာ standard price ကဘယ်မှာရှိလဲproduct ကမ join ရသေးဘူးဆိုတော့လာ join ရအောင် product ကို product join မယ်ဆိုရင် from အောက်ကနေလာ join မယ်နော် from join product table as p okay ဒီတော့မှဒီနေရာမှာ p. standard price ကထွက်လာမှာokay ဆိုတော့ဒီနေရာမှာ join ပြီးပြီဆိုရင်ဘယ်ကနေ join မှာလဲ product id တူတဲ့က o.product id ဒီ p ရဲ့ product id နဲ့တူတဲ့ row များကို join ပါမယ်ဆိုပြီးတော့ run ထားလိုက်ဒါဆိုနောက်တစ်ဆင့်ရောက်ပါokay ဆိုတော့ကျွန်တော်တို့ case 1မှာ revenue တွက်တယ် revenue က quantity နဲ့ price နဲ့ကိုမြောက်တာအခုကျွန်တော်တို့မှာ quantity column လည်းရှိပြီ price ကလည်းမရှိတဲ့နေရာကနေဆွဲလာတဲ့ price column လည်းရှိပြီဆိုတော့ဒီနှစ်ခုကိုမြောက်တဲ့တစ်ဆင့်ထပ်လုပ်ရမယ် okay ဆိုတော့ဒီနေရာမှာ o.quantity comma college ဖြစ်နေမယ်အစားဘာဖြစ်သွားမလဲဆိုရင် comma လေးကိုဖယ်ပြီးတော့
အမြောက်လေးဖြစ်သွားမယ်ဟုတ်လားဒါလေးရင်ရမ်းကြည့်ဟုတ်မလားအဲ့တော့ဒီမှာကျွန်တော်တို့ column ကြီးက order quantity အမြောက် call list unit price အရှိကြီးဖြစ်နေနာမည်ပြောင်းလိုက်ရအောင်အဲ့ဒါကို S revenue okay ကဲဒီထိလည်းရပြီဗျာရပြီဆိုရင်ဒီ revenue total ဘယ်လောက်ရှိလဲသိချင်တယ်ပေါင်းကြမယ်အပေါ်ကနေအုပ်ပြီးတော့ပေါင်းမယ်เนาะ select sum revenue from ဆိုပြီးတော့မှဝင်စားလေးစားခဲ့ပြီးတော့ဒီအောက်ကရလာတဲ့တန်ဖိုးတွေကနေပေါင်းပါမယ်ဆိုပြီးတော့ပေါင်းဆက်လိုက်เนาะအဲ့တော့ဗာရလဲဆို2811ရလာမယ်2811 revenue တွေကနားဖြစ်တော့ကြောင်းကျွန်တော်တို့ order ထဲမှာပျောက်နေတယ်အဲ့ဒါတွေကို product ထဲမှာရှိတဲ့ revenue တွေတွားဆွဲလာပြီးတော့မြောက်ပြီးတော့ပေါင်းထည့်လိုက်ပါเนาะအဲ့လိုဖြစ်သွားမယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ case 2လဲ crack ဖြစ်ပြီ case 2မှာအဓိကမှတ်ရမယ်ကိစ္စက count all ဒီရှိသမျှတို့အကုန်ကောင်းတာဖြစ်တဲ့အတွက်တချို့နားတွေကိုကြော်ပြီးတော့ကောင်းသွားတယ်ထည့်ပြီးကောင်းသွားတယ်ပေါ့နော်အဲဒီတော့ count all ကများနေလိမ့်မယ်ကောင်း column ကကြတော့မှကောင်း column ဆိုတာ column name လေးထည့်ပြီးတော့ကောင်းတာအဲဒီတော့ကအဲဒီလိုကောင်းတော့မှနားစီကိုဖယ်ပြီးတော့ကောင်းပေးမယ်အဲဒီတော့ check အမြဲတမ်းကိုယ့်ရဲ့ table ထဲမှာနားစီရှိမရှိစစ်ပါစစ်ဖို့အတွက်က is နားဆိုတဲ့ function လေးနဲ့သုံးလို့ရတယ် okay ကဲဒါဆိုရင်ကျွန်တော်တို့ case 3သွားမယ် case 3မသွားခင်ခဏလေးကျွန်တော်3မိနစ်လောက်ပြေးလေးပြီးပါ
okay ပြန်စားရအောင်case 3 case 3မှာကဘာဖြစ်တာလဲဆိုတော့တဲ့ order ဘက်မှာ product တွေရှိဒါပေမဲ့ product ဘက်မှာအဲ့ဒီ product တွေမရှိခုနကတော့ကျတော့ order မှာဈေးနှုန်းတွေမရှိ order မှာဈေးနှုန်းတွေမရှိတော့ product တွေကဈေးနှုန်းတွေကိုခေါ်ပြီးတော့ယူလာအခုက order မှာကျတော့ product အကုတ်တွေရှိနေပြီးတော့ product ထဲမှာမရှိနေတဲ့ဟာတွေတဲ့ဆိုတော့အဲ့လိုမျိုးတန်ဖိုးတွေကိုရှာခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကခုနက join တဲ့နေရာမှာရိုးရိုး join သုံးလို့မရ left join အောင်သုံးပြရเนาะဆိုတော့အဲ့ဒီ left join နဲ့ right join ဒီ join နဲ့ပုံစံတွေကိုတစ်ချက်ပြန်ပြီးတော့ပြောပြမယ် okay ဆိုတော့ဒီကနေပြန်သွားလိုက်အောင်ဒီမှာ join ဆိုတော့ခုနကတော့ကျွန်တော်တို့ join ဆိုပြီးရိုးရိုး join လိုက်တာ哦 join လိုက်တယ်ဒါပေမဲ့ဒီမှာတကယ်တော့ join မှာ၃မျိုးရှိတယ် inner join left outer နဲ့ right outer ဆိုပြီးတော့ join ရှိတယ်ဆိုတော့ inner join ကကြတော့ခုနလို on product id ဆိုပြီးတော့ join ချလိုက်ရင်ဒီဘက်က product id ရောဒီဟိုဘက်က product id ရောလိုက်ပြီးတော့စစ်တယ်စစ်ပြီးတော့အဲ့လိုမျိုးနှစ်ခုတူတာတွေပဲထုတ်ပေးတယ်ထုတ်ပေးပြီးတော့ခုနလိုတစ်ဖက်ဖက်မှာမတူတော့ဘူးဆိုရင်မတူတာတွေကဘယ်ဘက်ပဲမတူအကုန်ချန်ခဲ့တယ်ဆိုတော့ left join ကကြတော့ဒီဘက်ကဘယ်ဘက်မှာကျွန်တော်တို့ order ရှိတယ်ညာဘက်မှာ product ရှိတယ်နှစ်ခုကို join ပြီဆိုရင်ဒီဘက်ဘယ်ဘက် left join လို့ပြောထားတဲ့အတွက်ဘယ်ဘက် table မှာရှိပေမဲ့ညာဘက်မှာလိုက်တိုက်လို့မရတဲ့တန်ဖိုးတွေကိုလည်းပြန်ထုတ်ပေးတယ်โอเคဆိုတော့အဲ့ဒါလေးရင်စမ်းကြည့်အောင်โอเคဆိုတော့ဒါဖြစ်မယ်နော် select โอเคဆိုတော့အရင်ဆုံးဟိုဟာတွေပဲထုတ်ကြည့်အောင်ကျွန်တော် screen share တာတွေဟိုဖြစ်နေ slide ဖြစ်သွားတယ်โอเค so ဒီကောင်ကိုပိတ်လိုက်ဗျာကျွန်တော် select all နဲ့ပဲထုတ်ကြည့်နော်ရှင်းသွားအောင်လို့မဟုတ်ရင်လိုက်ရေးနေရမှာဆိုတော့ select all from orders as o ဖြစ်ပါမယ်နော် order ပြီးရင် join products as b on o ရဲ့ product id equals to b dot product id ဖြစ်သွားမယ်နော်ဒါပဲဒါကိုရင်ရေးစီလိုက်โอเคရေးထားလိုက်အောင်နော်ရေးနေတော့ကျွန်တော်တို့ဒီအောက်က result ကိုထုတ်ကြည့်အောင် result ကို scroll ကြည့်တဲ့အခါမှာအကုန်လုံးကဒီ product id လေ product id နဲ့ကျွန်တော်တို့ကချိန်တာဆိုတော့ product id ဆိုတဲ့ column မှာနားတက်တာမရှိเนาะအဲ့တော့အဲ့ဒါကဘာလို့လဲဆိုတော့ product id နဲ့ချိန်တယ်ရိုးရိုး join ဖြစ်တယ်ရိုးရိုး join ဖြစ်တဲ့အတွက်သူက product id ကနှစ်ဖက်လုံးမှာရှိတော့မှဒါဒီကျွန်တော်တို့ရဲ့ result တွေကိုအဖြေထုတ်ဝင်လာအဲ့လိုမဟုတ်ဘဲねဒီနေရာမှာကျွန်တော်တို့ left join လို့ချလိုက်ပြီဆိုရင် left join လို့ run စီ run ပြီးရလာတဲ့အဖြေကို scroll ကြည့်လို့ရှိရင်ဒီမှာနားတွေတက်နေတွေ့လိမ့်ဆိုတော့ဒီမှာ product ဘက်ကဝင်လာရမယ့် table တွေ column တွေဆိုတော့ product ဆိုတဲ့ table ကနေဝင်လာရမယ့် column နာမည်တွေတော့ထွက်လာတယ် data ပါမလားเนาะဆိုတော့ left join ကအဲ့လို left join ကဒီဘက်ဘယ်ဘက် table ကနေ data တွေတော့အကုန်ထုတ်ပေးလိုက်တယ်ညာဘက်မှာရှာမရဘူးရှာမရတော့နားဆိုပြီးတော့ထွက်လာတယ် table ခေါင်းစဉ်တွေတော့ column ခေါင်းစဉ်တွေတော့ပါလာတယ်အထက်မှာ data ပါမလားအဲ့လိုဆိုတော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကခုနကပြောတဲ့ဒီဘက်မှာရှိပြီ order ဘက်မှာရှိပြီ product ဘက်မှာမရှိတဲ့တန်ဖိုးများကိုလိုချင်တယ်ဆိုရင် left join နဲ့ join ပေးရเนาะအဲ့တော့ဒီ left join နဲ့ join ပေး okay ဆိုတော့ဒါကအဲ့ဒီ join ရဲ့နမူနာပေါ့နော်ဆိုတော့ inner join ဒါကခုနက set တွေနဲ့ပြနေတာထက်ဆိုင်ဒါနဲ့ပြတာပို့ပြီးတော့မြင်သာလောက်မှာမဟုတ်လို့ဆိုတော့ inner join ဆိုရင်ဒီဘက်မှာတစ်ရှိတယ်ဒီဘက်မှာတစ်ရှိတယ်တစ်နဲ့တစ်နဲ့ကိုလှမ်းရှာတယ်တစ်ကိုနှစ်ချောင်းတွေးတော့နှစ်ချောင်းထုတ်ပေးဟိဆိုတော့နှစ်ရှိတယ်ဒီမှာနှစ်ရှိတယ်နှစ်ကိုတွေးတယ်ထုတ်ပေးတယ်ဒါက inner join ဒီလိုမျိုးညီတော့မှဒီမှာ3လေးရှိတယ်ဒီဘက်မှာမရှိတဲ့အတွက်ဒီအောက်မှာ3လေးထွက်မလား
6လည်းထွက်မလားနော်တွေ့ညီတာပဲထွက်ပြီ left outer join outer ကိုဖယ်လိုက်ရွယ် left join ကြတော့ဒီမှာ1ရှိ1ရှာပေးတယ်2ရှိ2ရှာပေးတယ်3ရှိတယ်ဒီဘက်မှာမရှိဘူး3ကိုထုတ်ပေးသေးတယ်ဒီဘက်မှာမရှိတော့တဲ့အတွက်ဒီနေရာမှာ blank ချန်ခဲ့တယ်အဲ့လိုပဲ right join ဆိုရင်ကြတော့သူနဲ့ပြောင်းပြန်ဖြစ်သွားတယ်ပြောင်းပြန်ဖြစ်သွားပြီးတော့ဒီဘက်ကရှိရာတွေထုတ်ပေးတယ်ဒီ3ကကြတော့ right join ဆိုတော့ညာဘက်နဲ့ပဲစဉ်းစားတော့ဘယ်ဘက်ကိုမစဉ်းစားတော့ဒီ3နဲ့4ကိုဖယ်ခဲ့တယ်ညာဘက်မှာရှိနေတဲ့6ကိုတော့ထုတ်ပေးတယ်ဒါပေမဲ့6ရဲ့ဒီ column အတွက်ရှာမရတော့ blank ဖြစ်ပြီးကျန်ခဲ့တယ်ဆိုတော့အဲ့လိုပဲကျွန်တော်တို့ဒီခုနကထုတ်လိုက်တဲ့ဒီမှာလေ order နဲ့ product ကိုညှိတဲ့အခါ order ကဘယ်ဘက် product ကညာဘက်ဖြစ်သွားတယ် left join လိုက်တော့ order မှာတော့ရှိနေပြီမဲ့ဒါဟာ order ဘက်က column နေ order ဘက်က column နေမှာတော့တန်ဖိုးရှိနေတယ် product ဘက်က column နေမှာကျတော့တန်ဖိုးကမရှိတော့နားတွေနဲ့တက်လာတယ်ပေါ့နော် okay တော့ဒါဆိုရင်ကျွန်တော်တို့ဒီမှာပထမတစ်ဆင့် order တွေအကုန်ကိုထုတ်ပါတဲ့ product တွေမရှိရင်တော့မှ order တွေထုတ်ပါဆိုတဲ့အဆင့်ရသွားပြီပြီးတော့မှအဲ့ဒီမှာပွဲနဲ့ပြန်ထောက်ဒါဆိုရင်တော့ဒါရှိသမျှတန်ဖိုးအကုန်ထုတ်တာအဲ့လိုမဟုတ်ဘဲနဲ့ဒီဘက်မှာ product မှာပဲ data မရှိဘဲနဲ့ order မှာ data ရှိတဲ့ column များကိုယူပါဆိုရင်အောက်ကနေ condition ပြန်ပေးလို့ရတယ်ဝယ်ဘာဖြစ်မလဲဆိုတော့ p.product id သည်နားဖြစ်တော့ data များဒါဆိုရင် product id နားဖြစ်နေတာဒီကြီးပဲထွက်လာโอเคဆိုတော့ကျွန်တော်တို့ဒီ query ရဲ့နမူနာလေးပေါ့နော်ဆိုတော့ကျွန်တော်တို့ select all နဲ့မြန်အောင်လို့ select all ချလိုက်တာသူကတော့ဒီမှာ order id product id quantity product name ဆိုပြီးတော့ရွေးပြီးတော့ယူတယ်အဲ့လိုလေးလေးရွေးယူကြည့်အောင်เนาะဒါဆိုရင်ဒီမှာ order id product id quantity ရဲ့ product name လေးခုယူမယ်အဲ့ဒီလေးခုကိုအခုစီရတဲ့အတိုင်းယူမယ်ဆိုတော့ဒီမှာ select all အစား o ရဲ့ order id o ရဲ့ product id quantity o dot quantity comma p dot product name เนาะကျန်တာအောက်ကအတူတူပဲထားမယ်ထားပြီး run ကြည့်ဒါဆို product name နားလေးနဲ့အဖြေထွက်လာဆိုတော့ဒီမှာ product id ဘယ်နှခုရှိတယ်လဲဆိုတာကိုရည်ရှင်းတယ်ဒါပြီးရင်ပြောသွားကြမယ်အခုဒီ result အဆင်ပြေကြလားဒီဖြစ်တယ်နော်ဒီရောနားလဲလားဗာမေးချင်တာရှိတယ်ဗာမရှင်းတာရှိနော်အဆင်ပြေโอเคဟုတ်ပြီဒါဆိုရင်အရှိတုန်းကတော့ကျွန်တော်တို့ revenue တွက်ပြီး revenue ကိုပြန် sum လုပ်တယ် count လုပ်ပြီး count ကိုအပေါ်ကနေပြန်ပြီးတော့အုပ်တယ်အခုလဲကျွန်တော်တို့ဒီမှာ product id ဘယ်နှခုကများဒီလိုမျိုး effect ဖြစ်နေတာလဲဆိုတာကိုသိကျင်တယ်ဆိုရင်လုပ်လို့ရတယ်နည်းပြောပြโอเคဆိုတော့ခုနလိုပဲ sub query အုပ်မယ်အပေါ်ကနေ sub query အုပ်တဲ့အခါအရင်ဆုံးကျွန်တော်တို့ count နဲ့အုပ်ကြည့်အောင် count product id နော် count ဒီဟာလေးကိုယူချင်တာဟုတ်ဒီ column နော်ဒီ column လေးကိုပြန် count ချင်တာဆိုတော့ o dot product id ဖြစ်သွားမယ်ပြီးရင်ဘယ်ကနေလဲဆိုရင် from ဆိုပြီးတော့ဒီအောက်က table ကြီးကနေပေးပါဆိုပြီးတော့အုပ်ပေးလိုက်sorry o dot လုပ်လို့မရဘူးဒီကောင်ကျတော့သူကနာမည်က product id နဲ့ပဲထွက်နေတာဆိုတော့ product id ပဲဖြစ်တော့မှာနော်အဲ့ဒါဘာလို့လဲဆိုတော့ဒီအောက်မှာပြန်ပြမယ်ဒီ column ကို run တဲ့အခါကျွန်တော်တို့ရဲ့ column နာမည်ကဒီမှာတော့ pointer တွေထောက်ထားတယ် o dot တွေထောက်ထားပြီမယ်ဒီကနေထွက်လာတဲ့နာမည်က order id product id လို့ပဲထွက်တာ哦ဆိုတော့ကျွန်တော်တို့ကဒီ column နာမည်ကိုအပေါ်မှာပြန်ပြီးသုံးချင်တာဖြစ်တဲ့အတွက် o dot လုပ်လို့မရတော့เนาะဒီမှာ product id ပဲဖြစ်
โอเคဆိုတော့ဒီဟာအတိုင်းရေးပြီး run ချလိုက်တော့10ဆိုပြီးထွက်လာဆိုတော့ကျွန်တော်တို့မှာဖြစ်နေတဲ့ product က10ခုဟုတ်လားပြန်ကြည့်ရအောင်တွေ့တာ8ခွန်တွေ့တယ်9ကိုတွေ့တယ်8ခွန်9ကို8ခွန်9ကို8ခွန်9ကိုပဲ repeated တွေ့နေဒါပေမဲ့အပေါ်မှာကောက်ပြန်လို့တော့10ခုထွက်နေဘာဖြစ်လို့ထင်လဲduplicate တွေကိုရှိသမျှအကုန်လုံးကောက်နေလို့ဆိုတော့ duplicate တွေရှိသမျှအကုန်မကောက်ချင်ဘူးတစ်မျိုးကိုတစ်ခါပဲကောက်ချင်တယ်ဆိုရင် distance နဲ့ကောက်လို့ရတယ် yes ဆိုတော့ဒီနေရာမှာ count distance ဖြစ်သွားတယ်ဒီလာဒီမှာကြည့်အနီလိုင်းကတားနေရအဖြေကထွက်နေတာဆိုတော့ SQL like ကတိတ်ပြီးတော့သူ့ရဲ့ error checking ကိုတိတ်ပြီးဂျုံလို့မရဘူးဒီနော်ဆိုတော့ distance ကဒီလိုမျိုးနေရာမှာအရင်အသုံးဝင်တယ်ကျွန်တော်တို့ product ID တွေအများကြီးရှိနေတယ်ဒါပေမဲ့အဲ့ဒီအများကြီးမှာမှတစ်မျိုးတစ်ခါစီပဲယူခြင်းတယ် duplicate တွေဖယ်ခြင်းတယ်ဆိုရင် distance နဲ့ကောက်လို့ရဟုတ်ဒါဆိုရင်ကျွန်တော်တို့ case 3ကလည်းတော်တော်လေးပြီးဆုံးသွားပြီအဖြေထွက်သွားပြီစုစုပေါင်း10 rows စာပျောက်နေတယ်ဒါပေမဲ့အဲ့ဒီ10 row ကတကယ်တော့ product နှစ်ခုတည်းကနေပဲဖြစ်နေတာဆိုတော့သူတို့ရဲ့တကယ် revenue ကိုရှာခြင်းနေဆိုရင်ဒီထဲမှာတော့ order ထဲမှာတော့ revenue ရှိတယ်ဒါပေမဲ့ order ထဲမှာက unit price ရှိနေတယ်ဒါပေမဲ့အဲ့ unit price က product ထဲမှာမရှိဘူးဘာလို့လဲဆိုတော့ product table မှာသူတို့ကမရှိတော့တာအဲ့ဒီတော့တကယ်သူတို့ဒီ order ထဲကိုရောက်နေတဲ့ဈေးနှုန်းကအမှန်ဖြစ်သလားမဖြစ်သလားဆိုတာပြန်ရှာလို့မရတော့ဘာလို့လဲဆိုတော့တကယ်သူတို့ရှိရမယ် product ထဲမှာရှိရမယ် standard price ကသူတို့မှာမရှိတော့ဒီ product ID တွေကိုမရှိတော့တာဖြစ်တဲ့အတွက်ကြောင့်เนาะဆိုတော့အဲ့ဒါမျိုးပြဿနာလည်းဖြစ်တတ်တယ်โอเคဟုတ်ပြီဆိုတော့ဒီမှာကျွန်တော်တို့ဒီ case မှာမှတ်ရမယ့်ကိစ္စကဘာဖြစ်သွားမလဲဆိုရင်ရိုးရိုး normal join နဲ့ join တဲ့အခါခုနလိုဒီကို join နဲ့ table on ခံတဲ့ table ပေါ်မှာ sorry column ပေါ်မှာမူတည်ပြီးတော့ရိုးရိုး normal join နဲ့ပဲ join ရင်သူကရှာလို့ရတာကိုပဲထုတ်ပေးမှာအဲ့တော့တခါတလေမှာကျွန်တော်တို့ရဲ့ order table ထဲမှာကရှာမရဘဲနဲ့တကယ်တော့ result ရှိနေတဲ့ row တွေရှိနေနိုင်တယ်အဲ့လို row တွေကိုဖျောက်ပြီးတွက်သွားတယ်အဲ့တော့တကယ်လက်တွေ့မှာသုံးတဲ့အခါကျရင်များသောအားဖြင့်ကရိုးရိုး join တဲ့ left join ကိုပို့ပြီးအသုံးများရဆိုတာဒါကြောင့်เนาะအဲ့တော့ကိုယ့်ရဲ့ပင်မ main table fact table ဖြစ်တယ် main table order table တွေက record တွေကိုမဖယ်လိုက်ရှင်ဘူးဟိုဘက်မှာရှာလို့ရမရငါ့ကိုအကုန်ထုတ်ပေးပါဆိုပြီးပြောချင်တယ်ဆိုရင်အဲ့ဒီ main table ကိုဘယ်ဘက်မှာထားပြီးတော့ left join ပေးရမယ်ဖြစ်နော်ဆိုတော့ဒီမှာအဲ့ဒါမှခုနလိုဒီ main table နဲ့နောက်သွားရှာတဲ့ table တွေကရှာမရတဲ့တန်ဖိုးတွေကိုကြီးပဲဆွဲထုတ်ခြင်းနဲ့ဆိုရင်ကြတော့ filter ထဲမှာအဲ့ဒီ second table ကတန်ဖိုးတစ်ခုကိုယူပြီးတော့ is now ဆိုပြီးပေးလိုက်မယ်ဟုတ်လားဒါဆိုရင် main မှာရှိပြီ lookup table ဘေးနားကအခွဲ table မှာမရှိတဲ့တန်ဖိုးတွေကိုရှာလို့ရသွားโอเคကဲဒါဆိုကျွန်တော်တို့ case ကတော့3 case လုံးပြီးပြီเนาะပထမ case က duplicate တွေ duplicate စစ်ဖို့အတွက် group by having greater than having count or greater than 1အဲ့ဒါ duplicate စစ်တာနောက်တစ်ခုကနားတွေစစ်တာက is now ဒါကကြနောက်တစ်ခုကကြတော့ main table မှာရှိပြီး base table မှာမရှိတဲ့တန်ဖိုးတွေကိုစစ်ဖို့အတွက် join ပြီး left join ပြီးညာဘက် table ကတန်ဖိုးတစ်ခုခုကို is now filter ခံလိုက်ရင်အဲ့လိုရှာလို့ရတယ် okay ဆိုတော့ဒီနေ့အတွက်အဓိကသုံးသွားတာတွေကတော့ဒါလေးတွေပဲ duplicate ရှာဖို့ခုနကပြောတဲ့ group by column name having count or greater than 1ဒါက duplicate စစ်တာပြီးရင်ခုန distance ကိုယ့်ရဲ့ column တစ်ခုလုံးမှာ duplicate တွေဖယ်ပြီးတော့တစ်မျိုးကိုဘယ်နှခါစီပါနေတယ်လဲဆိုပြီးသိချင်ရင် count distance နားတွေရှာခြင်းရင် is now count all ဒီနားတွေကိုထည့်တွက်မှာအဲ့တော့နားတွေကိုထည့်မတွက်ဘဲနဲ့ total တန်ဖိုးရှိတာပဲလို့ရင် count column name နဲ့ count ပါပြီးရင်ဒီမှာ orphan row ဆိုတာကပင်မ table မှာရှိပြီး base table မှာမရှိရင် left join b ကို join k နဲ့ b နဲ့ join ပြီးရင် b တဲကနားဖြစ်နေတာများထုတ်ပါဆိုပြီးတော့ထုတ်လို့ရတယ် pattern okay နော်ဒါလေးပါမယ်ပြီးရင် college ကအကယ်၍ကို column မှာနားဖြစ်နေရင်နားရဲ့နေရာမှာဗာထည့်မလဲဆိုပြီးတော့သုံးတာ
ဆိုတော့ college ရဲ့အနောက်မှာနားဖြစ်နေတဲ့ column နာမည်ကြီးပြီးရင်အနောက်ကနေကိုထည့်ခြင်းတဲ့တန်ဖိုးကြိုက်တာထည့်လို့ရတယ်ခုနကတော့လို့တခြား table တွေကတန်ဖိုးကိုရှာပြီးထည့်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်စာရေးရိုက်ပြလိုက်တယ် NA တို့ not found တို့ကြိုက်တာထည့်လို့ရတယ်နော်ဆိုတော့ဒီ pattern တွေသိသွားပြီးရင်ဒါကိုယ့်ရဲ့ data set ထဲမှာရှိတဲ့ data တွေကို quality စစ်လို့ရသွားပြီဆိုတော့ဒီနေ့လောက်ရတဲ့ကိစ္စအဲ့ဒါပဲ detective လုပ်မယ်ကျွန်တော်တို့ data ထဲမှာဘာတွေပျောက်နေတယ်လဲဘာတွေအဲ့လိုမျိုးမှားယွင်းနေတယ်လဲဆိုတာတွေကိုကြားဖို့ပေါ့ဗျာနော်ဆိုတော့ဒီ code လေးတစ်ခုကြားဖို့ရရှိတယ်သဘောလဲကြားတယ်နော် in God we trust all other mastering data ဆိုတော့ကျွန်တော်တို့ကဘုရားကိုတော့ယုံတယ်ကျန်တဲ့လူတွေအကုန်လုံးငါစီ data နဲ့လာခဲ့ပါတယ်နော်โอเคဆိုတော့ယူလာတဲ့ data ကိုလည်းမယုံနဲ့ဘူးယူလာတဲ့ data ကိုလည်းကျွန်တော်တို့ဒီမှာလို့ duplicate တွေရှာဟဲ့လား left join right join တွေလုပ်နားတွေထုတ်ပြီးတော့မှယုံပါနော်ဟုတ်ပြီအဲဆိုကျွန်တော်တို့ဒီနေ့ session လေးကတော့ဒီလောက်နဲ့သိမ်းပါမယ်မေးစရာရှိရင်မေးလို့ရပါတယ်ဟုတ် college ဟုတ်ဟုတ်college ရဲ့သဘောကအဲ့တိုင်းပဲ college ကနားဖြစ်တော့မှလဲတာနားမဖြစ်ရင်မူရင်းတန်ဖိုးထားခဲ့မှာသူကနားတွေကို auto filter လုပ်ပြီးသားcross join ကတော့သုံးခဲ့တယ်ဘာလို့လဲဆိုတော့ heavy ဖြစ်လို့ cross join လုပ်ပြီးဆိုရင်သူကဒီရှိသမျှ row နဲ့နောက်ရှိသမျှ row နဲ့အကုန်လုံးအစားဆုံးပြန် join လာဆိုတော့ table ကြီးအရင်ပွားသွားတော့ဟိုပြောရရင်ဈေးကြီးလို့မသုံးတာ cross join ဒီ data warehouse မှာ cost တက်တယ်အရင် cost တက်တယ်အဲ့ဒါကြောင့် self join ကကြတော့ self join ဆိုပြီးတော့ဟိုမရှိဘူးဗာလေ self join ဆိုပြီးတော့မနာနော် self join ဆိုပြီးတော့ဟိုမရှိဘူး keyword မရှိဘူး self join ကကြတော့ကိုယ့်ဘာကိုယ်ပဲပြန် join လာဆိုတော့ self join ကိုကျွန်တော်ဒီမှာနမူနာရေးပြမယ် select all from orders နော်ပြီးရင်တော့ခုနကတော့လို့ join ဆိုပြီးတော့ဒီ presentation ကလည်းအဲ့လိုအောက်ပိတ်လိုက်မှရမယ်တဲ့ခဏလေး okay so close this okay okay နော် okay ဟုတ်ပြီညစီအောင်လေးဆိုတော့ဒီမှာ from select all from order ဆိုပြီးတော့ join order ဆိုပြီးပြန် join တာ on o dot နာဒီကောင်ကျတော့ o dot လုပ်လို့မရနောက်ခုတော့ o ဖြစ်နေ t1 t2 လုပ်မှရမယ်ဒီကောင်ကျတော့ t1 t2 ဖြစ်သွားပြီးတော့ t1 dot order id equals to t2 dot order id ဆိုတော့အဲ့လို pattern ကဘယ်လိုသုံးလဲself join ကတော့သုံးတယ် self join ကဘယ်လိုအခြေအနေမှာသုံးလဲဆိုရင်အဲ့လိုကိုယ့်ထဲမှာကိုပြန်ပြီးတော့နားရှာခြင်းတဲ့ဟာမျိုးเนาะဆိုတော့ဒီလိုမျိုး order id ဆိုရင်ဒီလိုမျိုးပြန် join ပြီးတော့ကျွန်တော်ကြိုးပြရဆိုတော့နမူနာဘယ်လိုပေးရမလဲမသိဖြစ်ဟုတ်ကဲ့ product categoryတွေကိုတော့သူ့ category ပြန်တော့ category ကလဲတယ်ပါyes exactly အဲ့မျိုးဆိုတော့product ကိုမှပထမ category နဲ့ sub category နဲ့ join ချင်တာတော့နောက်ပြီးတော့ employee table မှာဒီဝန်ထမ်းနဲ့ manager နဲ့ပြန်ရှာချင်တာတို့အဲ့ဒါမျိုးတွေဆိုရင်ဥပမာကျွန်တော်တို့မှာကဒီလိုဒီမှာ employee ရှိတယ်ထားပါတော့ employee ရှိတယ်ဒီမှာလည်း employee ကိုပြန် join တယ် employee ကိုပြန် join ပြီးတော့အဲ့မှာဟိုT1 ရဲ့
ထားပါတော့ဗျာဒီမှာဆိုရင် manager ရှိနေမယ် manager ရဲ့အောက်မှာဝန်ထမ်းရှိနေမယ်ပြီးဝန်ထမ်းရဲ့ ID ပြီးတော့ manager မှာလည်း ID ရှိတယ်ဆိုတော့အဲ့ဒီမှာသူတို့ဒီတရိုးထဲမှာဆိုရင်သူကဝန်ထမ်းရဲ့ဘေးနားမှာသူ့ရဲ့ manager ID ဆိုပြီးရှိတယ် manager ရဲ့ဘေးမှာကျတော့သူ့ရဲ့ကိုယ်ပိုင် ID ဆိုပြီးရှိတယ်အဲ့တော့ဝန်ထမ်းရဲ့ဘေးက manager ID ရဲ့ manager ရဲ့ဘေးကသူ့ရဲ့ကိုယ်ပိုင် ID တွေကိုပြန် join လိုက်ပြီဆိုရင်အဲ့ဒီဟာပြန်ထွက်လာဒီ manager နဲ့ဝန်ထမ်းအတွဲလိုက်တွေပြန်ထွက်လာအဲ့လိုမျိုးပေါ့နော်အဲ့တော့အဲ့ဒီဟာကကျွန်တော်တို့ဟို testing လေ့ကျင့်ခြင်းဟိုမှာတွားရှာလို့ရတယ်ဒီ leak code မှာရှိတယ်ဒီ code တို့ hacker rank တို့အဲ့ဒီမှာ save join example တွေရှိတယ်ဒီ website တွေမှာလေဆိုတော့အဲ့ဒီထဲမှာသွားပြီးတော့ရှာလို့ရတယ်အဲ့ဒါကြတော့ဟို advanced SQL လောက်ဖြစ်သွားပြီပေါ့နော်ဆိုတော့ရေးရင်းနဲ့မှတော့သိလာမယ်ဟာမျိုး ဒါကဆိုပြီးပေါ့ SU online မှာ DB5 12ကိုကြည့်တော့ CS မျိုးပါတော့ဒီ DB5 လို့ပေါ့ DB5 လား SQL online မှာရတယ်ဒါကိုယ့်ကိုလောက်တာကျွန်တော်ဒီဟာတွေအကုန်လုံးဟိုဟာနဲ့insert CSV တော့မဟုတ်ဘူးကျွန်တော်ဒီမှာဟိုဟာတွေနဲ့ insert တွေနဲ့ creative တွေနဲ့လောက်ထားတာဒါပေမဲ့ CSV လည်းလုပ်လို့ရတယ် CSV နဲ့လုပ်မယ်ဆိုရင်ဒီကနေ import ဆိုပြီးတော့ import လုပ်ပြီးတော့ကိုယ့်ရဲ့ CSV ဖိုင် Excel ဖိုင်တင်လို့မရဘူးဒီကောင် CSV ပဲလက်ခံတာအဲ့တော့ဒီမှာ CSV တင်ပြီးသွားရင်ဒီထဲကိုရောက်လာမယ်အခုလိုမျိုး table နဲ့ရောက်လာမယ်အဲ့ဒါကြာရင်ဒီမှာ save ပြန်လုပ်လိုက်ဒါဆိုဒီနေရာမှာ TST test 1ပေါ့အဲ့ဒီမှာတော့ဟိုသူ column တွေကဟို primary key column တွေဟိုထည့်ထားပြီးတော့ test data import လိုက်ရင် table တွေ quality တွေကြည့်လို့ရတယ်โอเคရပြီဒါဆိုရင်တခြားဘာမေးကြအောင်ချိန်ကတော့နည်းနည်းရှိပြီ7မိနစ်လောက်5မိနစ်လောက်ရှိအောင်website လေ live online ဟုတ်တယ်ဒါပေမဲ့လေကျွန်တော်ပြောပြမယ် sorry screen share ပြန်ထောက်ဒီ database ကအမြဲပြန်တင်ရမယ်လေ့ကျင့်ချင်တယ်ဆိုရင်လေဘာလို့လဲဆိုတော့ဥပမာအနေနဲ့ကျွန်တော်တခြား browser ကနေပေါ့နော်တခြား browser ကနေ SQLite online ဆိုပြီးတော့သွားလိုက်ရင်သူကဒီမှာ demo နဲ့ပဲတက်လာdemo နဲ့ပဲတက်လာအဲ့တော့ကိုကလေ့ကျင့်ချင်တယ်ဆိုရင်ခုနက database file လေးကိုတင်ထားပြီးတော့အမြဲတမ်းဒီမှာလာဖွင့်ရမယ် open database ဆိုပြီးတော့ခုနကကျွန်တော်တို့ download ဆွဲထားတဲ့ DB file အဲ့ဒါကိုပြန်ဖွင့်ပေးရမယ်အဲ့တော့မှ table ရောက်လာရောက်လာပြီဆိုတော့မှဒီကနေဆက်ပြီးတော့ရှောက်ဖြေလို့ရတယ်SQL လားအဲ့ဒါအမြဲတမ်းလွဲကြတယ်ပေါ့နော်အမြဲတမ်းလွဲကြတယ်ဆိုတာဗာလဲဆိုတော့ SQL ကလीဒီခုနကပြောသွားတဲ့ keywords တွေ selected from တွေနောက် having တွေခုနကရေးသွားတယ်ကောက်နေအဲ့ဒီ keywords တွေကိုသိထားရင်ဘယ်ထဲဝင်ရေးရသူကဒီကျွန်တော်တို့အခုလေ့လာသွားတဲ့ဥစ္စာတွေက language ပဲစကားလုံးရေးသားပေါ့နော်ဒါပေမဲ့အဲ့ဒီ language ကိုသုံးပြီးတော့ကျွန်တော်က SQLite မှာလည်းရေးတယ်နောက် Snowflake ဆိုတဲ့ platform ရှိတယ် Snowflake နောက်တစ်ခုက Databricks ဆိုတာရှိတယ်ဆိုတော့အဲ့ဒီ platform တွေအကုန်လုံးမှာသူက data တွေကိုနောက်မှာခုနလိုဒီလိုမျိုး table တွေချိန်ပြီးတော့တင်တဲ့ platform တွေအဲ့ဒီခုနပြောလိုက်တဲ့ Snowflake ရဲ့ Databricks ရဲ့နောက်ပြီးတော့ MySQL တို့ PostgreSQL တို့အဲ့ဒီလိုမျိုးနာမည်တွေနဲ့ရှိတယ်အဲ့တော့အဲ့ဒီနာမည်ခွဲတွေကကြတော့ဗာလဲဆိုတော့ platform အကွဲတွေဥပမာကျွန်တော်တို့က social media ဆိုရင် Facebook ရှိတယ် YouTube ရှိတယ်Twitter ရှိတယ် X ရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး TikTok ရှိတယ်အဲ့လိုမျိုးသဘောပဲ database management system လို့ပြောလိုက်ပြီဆိုရင်အဲ့ဒီ Databricks Snowflake
နောက်MySQL လို့ system တွေရှိအဲ့ system တွေထဲမှာဒီ SQL ဆိုတဲ့ language နဲ့ရေးတာဆိုတော့အဲ့ဒီအခုရေးလိုက်တဲ့စကားလုံးတွေကိုသိရင်ခုနကဘယ် platform ဖြစ်ဖြစ်တက်ရေးလို့ရ Snowflake ထဲလည်းဒါပဲ Databricks ထဲလည်းဒါပဲဟိုဒါကြတော့ကျွန်တော်ကဟိုဟာဒီမိုလုပ်တဲ့မို့လို့ဒီကောင် free tool မို့လို့တိန်းထားလို့မရအကယ်၍ကျွန်တော်တို့ Snowflake တို့ဘာတို့မှာသွားတုံးနေဆိုရင်တော့ Snowflake ကကိုကအကောင့်ဖွင့်ရတာကိုအကောင့်ဖွင့်ပြီးတော့ကိုယ့်အကောင့်တွေမှာထည့်ခဲ့လို့ရတယ်တိန်းခဲ့လို့ရတယ်ဒါကြတော့ဒီတိုင်း browser ဖွင့်ပြီးတော့ဘယ်သူမှမဆိုဝင်ရေးလို့ရတာဆိုတော့တိန်းလို့မရအောင်ဖြစ်နေ